ကောင်မလေးကသူမရဲ့သွေးကြွေးကိုခုလေးတင်လက်စားချပြီးတာလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲသူမရဲ့ချစ်သူကကြောဘက်ကနေများနဲ့ပြစ်လိုက်တာကိုခံလိုက်ရတယ်သူမကိုတတ်မဲ့သူဟာသူမရဲ့ချစ်သူဖြစ်နေလိမ့်မယ်လို့သူမတစ်ခါမှမတွေးမိခဲ့ဘူးကျန်စစ်ကသူမအချစ်ရဆုံးအမျိုးသားကိုစိတ်ပြက်လက်ပြက်နဲ့ကြည့်နေခဲ့တယ်ပြီးတော့သူမရဲ့ခန္ဓာကိုယ်ကလည်းနောက်ဘက်ကိုလဲကျသွားခဲ့တယ်မထင်မှတ်ပဲမြေကြီးပေါ်ကသွေးကွက်တွေကရေကန်တစ်ခုအဖြစ်ရုတ်တရက်ပြောင်းလဲသွားတယ်ကျန်စစ်ကမကြည်မနှက်ဖြစ်ပြီးတော့စိတ်ထဲကနေဆူတောင်းနေခဲ့တဲ့အရာအလုံးကိုသာအစကနေပြန်ဆောက်ခွင့်ရမယ်ဆိုရင်စသိန်းကပြောင်းလဲသွားမလားဆိုပြီးတွေးနေခဲ့တယ်သူမရဲ့ဆူတောင်းတန်ကိုကောင်းကင်ဘုံကကြားသွားခဲ့ပုံရတယ်ကျန်စစ်ပြန်လို့လာတဲ့အချိန်မှာတော့သူမကအတိတ်ဘဝကမှတ်ဉာဏ်တွေနဲ့အတူလွန်ခဲ့တဲ့10နှစ်ကိုပြန်ရောက်နေခဲ့တယ်။သူမသတိမဝင်လာသေးခင်မှာပဲအရင်ဘဝကသူမကိုတတ်ခဲ့တဲ့သူမရဲ့ချစ်သူကမျက်စိရှိမှပြန်ပေါ်လာခဲ့တယ်။သူမကသူ့ကိုဘာလို့တတ်တာလဲဆိုပြီးဒေါသတကြီးနဲ့မေးလိုက်တဲ့ကောင်လေးကလည်းသူမကိုဘာလို့တတ်ရမလဲ။သူကပဲကဲခဲတာဆိုပြီးပြန်ပြောလိုက်တယ်။မင်းညကရေထဲကျသွားတဲ့သူမကိုသူတို့ရဲ့ခေါင်းဆောင်ကကဲခဲတာဖြစ်ကြောင်းရှင်းပြတယ်။ဒီစကားကိုကြားတော့မှပဲကောင်မလေးကတတိထားမိသွားတယ်။သူမရဲ့စစ်ဆက်ထားသူဖောက်ပြန်နေတာကိုမိသွားတဲ့နေ့ကိုပြန်ရောက်နေမှန်းသိလိုက်တယ်။သူမတို့နှစ်ယောက်ကစစ်ဆက်ထားပြီးသားဖြစ်ပေမဲ့သူမအပေါ်ကိုဘာလို့ဒီလိုလုပ်ရတာလဲလို့ဝမ်းနည်းစွာနဲ့မေးခဲ့တယ်။အဲ့ဒီလူကသူ့ရဲ့ဖောက်ပြန်မှုတွေပေါက်ကြားသွားမှာကိုစိုးရိမ်တဲ့အတွက်သူမကိုရရဆက်ဆက်နဲ့ရေကန်ထဲကိုတွန်းချခဲ့တယ်။သူမရဲ့အဖေနဲ့အကိုဖြစ်သူတို့ကလည်းအဲ့ဒီနှစ်မှာပဲလှုပ်ကြံခံခဲ့ရပြီးစက်တိုက်ဆိုသလိုအသက်ဆုံးရှုံးခဲ့ရတယ်။အခုတော့ကောင်းကင်ဘုံကသူမကိုအခွင့်အရေးပြန်ပေးခဲ့ပြီဖြစ်လို့အရာအလုံးမဖြစ်ခင်အချိန်မှာသူမရဲ့ကံကြမ္မာကိုပြင်ရေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါနဲ့ကျန်စစ်ကအိမ်ကိုအပြေးလွှားပြန်လာခဲ့ပြီးသူမရဲ့အဖေနဲ့အကိုကိုလိုက်ရှာခဲ့တယ်။ဒါပေမဲ့မျက်စိရှိကမြင်ကွင်းကြောင့်အရန်ကိုအံ့ဩသွားခဲ့တယ်။အိမ်မှာနာရီလုံနေတာကိုတွေးလိုက်ရတယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒါကသူမရဲ့နာရီဖြစ်နေမှန်းသိလိုက်ရတယ်။ကျန်စစ်ကတက်ပြင်းချလိုက်တဲ့အချိန်မှာပဲသူမရဲ့အတော်ဖြစ်သူကငွေနဲ့ပူပေးထားတာတောင်ခေါင်းတောင်းကိုညာရင်းချင်းပြီးအောင်မလုပ်နိုင်ဘူးလားဆိုပြီးအော်ဟစ်စုပူနေတန်ကိုကြားလိုက်ရတယ်။အတော်ဖြစ်သူကသူမရဲ့စစ်ဆက်လက်ဆောင်တွေကိုတရားဝင်သိမ်းပိုက်ခွင့်ရတော့မယ်ဆိုပြီးဝမ်းသာလွန်းလို့တညလုံးအိတ်တောင်မအိတ်နိုင်ခဲ့ဘူး။သူမကအရန်ကိုပျော်ရွှင်နေပြီးအောင်ပွဲခံဖို့ပြင်ဆင်နေတဲ့အချိန်မှာကျန်စစ်ကအနောက်ကနေလှမ်းခေါ်လိုက်တဲ့အတွက်ကြောင့်အတော်ဖြစ်သူကလမ်းဖြတ်ပြီးအော်ဟစ်လိုက်ပါတော့တယ်သူမကမတည်သေးဘူးလားဆိုပြီးအံ့ဩတကြီးနဲ့မေးလိုက်တဲ့အခါမှာသူမမတည်သေးလို့စိတ်ပြတ်သွားပြီလားဆိုပြီးပြန်လဲခနဲလိုက်တယ်အတော်ဖြစ်သူကနေကင်းကြောင်တောင်တရေတစစ်တွေးလိုက်ရတယ်လို့ဖြစ်သွားပြီးမယုံကြည်နိုင်စွာနဲ့ရှေ့ကိုတိုးလာကကျန်စစ်ကိုစမ်းတက်ကြည့်လိုက်တယ်လူအစ်စ်ဖြစ်နေမှန်းတေချာသွားတော့မှချက်ချင်းပဲဟန်ဆောင်ပန်ဆောင်နဲ့မျက်နှာအချိုတွေးလာခဲ့တယ်ကျန်စစ်ကလည်းအချိန်မဆွဲတော့ပဲအတော်ဖြစ်သူရဲ့ဟန်ဆောင်မှုတွေကိုစကားတခွန်းနဲ့ဖော်ထုတ်လိုက်တယ်အတော်ဖြစ်သူကသူမကိုမဆွဆွဲဘူးနဲ့သူမအဖေကအရက်ပဲတောက်နေတာဖြစ်ကြောင်းအော်ဟစ်ညှင်းဆန်လိုက်တယ်သူမအကူကလည်းအလကားလူဖြစ်ပြီးသူမကပဲအမေကိုတက်ခဲ့တာဆိုပြီးပြန်လဲဆွဆွဲပြောဆိုလိုက်တယ်အဲ့ဒီလိုကိစ္စတွေအားလုံးကိုသူမကပဲဒုက္ခခံပြီးစီစဉ်ပေးနေရတာဆိုပြီးပြောလိုက်တယ်ကျန်စစ်ကအတော်ဖြစ်သူရဲ့မျက်နှာကိုရုတ်တရက်ရိုက်ချလိုက်ပြီးပိုးကောင်ရှိလို့ဖယ်ပေးလိုက်တာလို့ပြောလိုက်တယ်အတော်ဖြစ်သူကကြောင်အန်းဖြစ်သွားပြီးကျန်စစ်ကိုပြန်ရိုက်ဖို့လက်ရွယ်လိုက်တယ်နောက်တစ်ခါလူကိုရိုက်ချင်ရင်တခြားလက်ကိုပြောင်းသုံးဖို့သတိပေးလိုက်တယ်အရင်ဘဝကအမြဲရိုက်ခံရတဲ့ကျန်စစ်ကအတော်ဖြစ်သူရဲ့အကျင့်တွေကိုကောင်းကောင်းသိနေခဲ့ပြီးဖြစ်တယ်သူမကလူတွေကိုဒုက္ခပေးတတ်မှန်းသိရင်ခက်ဝေးဝေးမှနေရာကောင်းမယ်လို့ကျန်စစ်ကသတိပေးလိုက်တယ်အဲ့ဒီလိုမှမဟုတ်ရင်တော့အနေနဲ့တစ်ခုခုကြုံရနိုင်တယ်လို့ချင်းချောက်လိုက်တယ်အရင်ကကျန်စစ်ဆိုတာကကြောက်တတ်တဲ့ကောင်မလေးတစ်ယောက်ပါအခုတော့သူမကအတော်ဖြစ်သူရဲ့ချုပ်ကန်မှုကနေရုံထွက်နိုင်ုံတင်မကပဲအတော်ကိုပါပြန်ပြီးအဆက်ခွဲနိုင်ခဲ့တဲ့ဒေါသထွက်နေတဲ့အတော်ဖြစ်သူကတော့အစီခံတွေကိုပဲရန်ရှာနေပါတော့တယ်တစ်ဖက်မှာလည်းအဖေနဲ့အကိုဖြစ်သူကကျန်စစ်တည်သွားပြီလို့ထင်ပြီးအရန်ကိုဝမ်းနဲ့ပူဆွေးနေကြတယ်အဲ့ဒီအချိန်မှာပဲကန်ဆက်ကနေတမိဖြစ်သူခေါ်လိုက်တန်ကိုကြားလိုက်ရတယ်ကျန်စစ်ကလည်းမိသားစုနဲ့မတွေ့ရတာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်လို့အဖေနဲ့အကိုကိုပြန်တွေ့ရတဲ့အခါမှာဝမ်းသာလွန်းလို့မျက်ရည်တွေကျလာခဲ့တယ်အရင်ဘဝကမတရားခံရပြီးတည်ဆုံသွားတဲ့သူတို့ကိုတတိယပြီးဒီဘဝမှာတော့အဲ့ဒီလိုဖြစ်ဆိုမျိုးထပ်မဖြစ်စေရဘူးလို့ကျန်စစ်ကအခိုင်အမာဆုံးဖြတ်လိုက်တယ်လောလောဆယ်အရေးကြီးဆုံးကိစ္စကတော့စစ်ဆက်ထားတာကိုဖျက်သိမ်းဖို့ပဲဖြစ်တယ်ဒါပေမဲ့သူမရဲ့အတော်ဖြစ်သူကအကြံစီတွေအများကြီးသုံးပြီးမှသူမကိုဒီဒုက္ခတွေနဲ့တွန်းပို့ခဲ့တာပါစစ်ဆက်လက်ဆောင်တွေကိုလည်းသူမကပဲတင်ထားတာဖြစ်လို့ဘယ်လိုလုပ်ပြီးသဘောတူပါမလဲအကိုကြီးရဲ့မျက်နှာကိုထောက်ထားလို့သာအခုလိုလုပ်ပေးခဲ့တာဖြစ်ပြီးလက်ထပ်ဖို့ကိစ္စကိုဘယ်သူမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့အတော်ကပြောတယ်တကယ်လို့တက်နိုင်တယ်ဆိုရင်အမေပြန်လာတဲ့အထိစောင့်ပြီးအမေကိုပဲဆုံးဖြတ်ခိုင်းလိုက်တော့ဆိုပြီးအတော်ဖြစ်သူကရင်းရင်တီးတီးပြောလိုက်တယ်အရင်ဘဝတုန်းကကောင်မလေးဟာနေမကောင်းတဲ့အမဖြစ်သူကိုဂယုတစိုက်ပြုစုပေးခဲ့ပေမဲ့တရိတ်ဆန်လိုစိတ်သက်ရှိတဲ့ရောက်ဖဖြစ်သူစီကနေတိတ်တဆိတ်စော်ကားခံလိုက်ရတယ်သူမကိုအတင်းအဓမ္မအပိုင်သိမ်းဖို့အထိကြံစီထားခဲ့ကြတာပါကျန်စစ်တယောက်အသေးလဲအော်ဟစ်ပြီးတော့အကူအညီတောင်းခဲ့ပေမဲ့ကတင်ပေါ်လှဲနေတဲ့အမလက်ကတော့မကြားချင်အောင်ဆောင်နေခဲ့တယ်သူမယုံထွက်ပြီးထွက်ပြေးဖို့ကြိုးစားတော့အမလက်ဖြစ်သူကတကားကိုပိတ်ချလိုက်တယ်အဲ့ဒီတော့မှကျန်စစ်တယောက်အားလုံးကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားခဲ့တယ်တကယ်တော့အမလက်ကအစကတည်းကအကုန်သိနေပြီးရောက်ဖနဲ့ပေါင်းကြံကသူမကိုအကွက်ဆင်ခဲ့တာပါဆိုင်တော်တဲကိုတမင်တက်တက်လှည့်စားခေါ်လာပြီးခင်မုန်းဖြစ်သူစိတ်ကြိုက်စော်ကားနိုင်အောင်အပိုင်ဖန်တီးပေးခဲ့တာပါအခုလိုအသက်ပြန်ရှင်လာတဲ့ဒုတိယဘဝမှာတော့အမလက်ဖြစ်သူစီကတေမင်းတမန်ဖိတ်စာထက်ရောက်လာတဲ့အခါကျန်းစစ်ကတုံဆိုင်မနေပဲချက်ချင်းကိုညှင်းဆိုလိုက်တယ်။အစီအစဉ်တွေပြတ်သွားတော့ကျန်းချန်ရဲ့မျက်လုံးထဲမှာကြောက်ရွံ့ဆိုးရိမ်မှုတွေဖြစ်ပေါ်သွားခဲ့တယ်။ရောက်ဖဖြစ်သူကတော့သူမညီမရဲ့ရုပ်ရည်ကတကယ်ကိုလှပလုံးကြောင်တက်မှတ်စွာပြောဆိုနေတယ်။ညီရသူတိုင်းကျွေးစင်းသွားရလောက်အောင်ဆွဲဆောင်မှုရှိတယ်လို့ပြောတယ်။မနက်ဖြန်မိဘအိမ်ပြန်ပြီးသူတို့ဆိုင်အိမ်တော်စီကိုအလဲခေါ်လာဖို့အတွက်အတင်းအကျပ်ခိုင်းစေလိုက်တဲ့ဇနီးဖြစ်သူကလည်းဘာလုပ်ချင်လို့လဲဆိုပြီးစိုးရိမ်တကြီးမေးလိုက်တယ်။အဲ့ဒါသူမရဲ့ညီမအရင်ပါဆိုပြီးတော့တားဆီးဖို့ကြိုးစားပေမဲ့ကျန်းချန်ရဲ့ကာကွယ်မှုကဒေါသကြီးတဲ့ခင်မုန်းကိုပိုပြီးဆော့ပေးတယ်လို့ဖြစ်သွားတယ်။အဲ့ဒီနောက်မှာတော့ထိုးကျိတ်ကန်ကြောင်ကရိုက်နှက်ခံရပါတော့တယ်။သူမကိုအတင်းကျပ်နာခံခိုင်းစေချင်တာကြောင့်ပုတ်ကွက်ဆူနေတဲ့ရင်နွေးအိုးနဲ့ခန္ဓာကိုယ်ကိုအတင်းဖိပြီးရဲရဲဆက်ဆက်နှိပ်စက်ခဲ့တယ်။ခင်မုန်းဖြစ်သူကတော့ဒါကိုပဲပြောစရာတစ်ခုလိုသဘောကျနေခဲ့တာပဲ။ဒီလိုလုပ်ရမျိုးကညီမကိုတစ္ဆာဖောက်ရ။ကြာမှန်းသိနေပေမဲ့အရိုက်ခံရတာကိုကြောက်နေပြီးလူမဆန်တဲ့နှိပ်စက်မှုတွေကိုထပ်မခံနိုင်တော့တာကြောင့်နောက်ဆုံးမှာတော့ခင်မုန်းဖြစ်သူရဲ့အလိုကိုလိုက်ရောပေးခဲ့ရတယ်။အခုတော့ညီမဖြစ်သူကညှင်းပယ်လိုက်တာကြောင့်ခင်မုန်းစီပြန်သွားရင်အပြေးပေးစရာမရှိတော့ပဲမျက်နှာငယ်လေးနဲ့ပဲမိဘအိမ်ကနေထွက်ခွာလာခဲ့ရတယ်။
ဒါပေမဲ့လည်းအမလက်နဲ့နောက်ထပ်အဆက်အသွယ်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့ကျန်းစစ်ဟာလမ်းမထက်မှာမိမကြီးတူအရေးတကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ပျောက်ဆုံးနေတဲ့သမီးကိုယူမတက်လိုက်ရှာနေတာဖြစ်ပြီးစုံစမ်းကြည့်လိုက်တဲ့အခါအဲ့ဒီကောင်မလေးကသူမနဲ့ရုပ်ရည်ခက်ဆင်ဆင်ရှိနေတယ်ဆိုတာသိလိုက်ရတယ်။ဒါအပြင်ချက်ချင်းဆိုင်တော်ကိုပဲပြားတော့ပို့ပြီးတဲ့နောက်လုံးဝပျောက်ဆုံးသွားခဲ့တာလို့သိလိုက်ရတယ်။သူမခံမှန်းတာမမှားဘူးဆိုရင်တော့အဲ့ဒီအပြစ်မဲ့တဲ့ကောင်မလေးကသူမနဲ့ရုပ်ရှင်နေတာကြောင့်ချက်ချင်းဆိုင်တော်ထဲမှာတင်ပျောက်ဆုံးသွားရတာဖြစ်နိုင်တယ်လို့တွေးမိသွားတယ်။ဆောင်းရှင်းရွေဟာတကယ်ကိုလူယုံမှတယောက်ဖြစ်ပြီးသူမအနေနဲ့ရှောင်လွှဲနိုင်တယ်ဆိုပေမဲ့အခြားသူတွေကိုအန္တရာယ်ပြုမှာကိုတော့မတားဆီးနိုင်သေးဘူးလို့စဉ်းစားမိလိုက်တယ်။ပျောက်ဆုံးနေတဲ့အပြစ်မဲ့ကောင်မလေးကိုကယ်တင်ဖို့ကျန်းစစ်တယောက်လက်ပိုက်ပြီးကြည့်မနေတော့ဘူးဆုံးဖြတ်လိုက်တယ်။ဒါကြောင့်အမလက်ရဲ့ဖိတ်ကြားချက်ကိုလက်ခံကြောင်းစာပြန်ပို့လိုက်တယ်။အရင်ဘဝကအတွေ့အကြုံတွေကြောင့်တတိပြည့်ထားပြီးဒီတစ်ချိန်မှာတော့လူယုံမာတွေကိုထိုက်တန်တဲ့အပြစ်ပေးနိုင်မှုကြံစီထားခဲ့တာပါ။ဒါပေမဲ့သူမမသိခဲ့တာတခုကတော့အဲ့ဒီအချိန်ဆိုင်တော်ထဲမှာ၆ရှင်းရွေတယောက်ဖမ်းလာတဲ့ကောင်မလေးကိုရဲရဲဆက်ဆက်နှိပ်စက်နေခဲ့တယ်။မကြခင်မှာပဲအသက်တစ်ချောင်းဟာမျက်ပင်လေးတစ်ပင်လိုမျိုးသူ့လက်ထဲမှာတင်အသက်ပြောက်သွားခဲ့ရတယ်။နောက်တနေ့မနက်မှာတော့ကျန်းစစ်နဲ့ညီမတွေဆိုင်တော်ကိုရောက်လာတဲ့အခါ၆ရှင်းရွေရဲ့ကောက်ကျစ်တဲ့မျက်လုံးတွေကကျန်းစစ်စီကိုပဲအမြဲတမ်းစိုက်ကြည့်နေခဲ့တယ်။အမလက်မြင်သွားတဲ့အခါညီမတွေရိပ်မိသွားမှဆိုလို့ခင်မုန်းဖြစ်သူကိုအမြန်ပဲအချက်ပြသတိပေးလိုက်တယ်။အဲ့ဒီတော့မှလူယုံမှလည်းသတိပြန်ဝင်လာပြီးသူ့မူရာကိုအနှဲငယ်ထိန်းချုပ်လိုက်တယ်။အဲ့ဒီနောက်ကျန်းစစ်တယောက်ပန်းချံနဲ့လမ်းလျှောက်နေတော့ပန်းချံတွေကနေထွက်လာတဲ့ပုတ်အနံ့ဆိုးကြီးကြောင့်သူမတောင်မခံနိုင်တော့အောင်ပြုတ်တက်လာခဲ့တယ်။တိုင်းနှံတွေကြားထဲမှာဘာလို့အနံ့ဆိုးတွေရနေတာလဲလို့အံ့ဩသွားပြီးသူမမှတ်မိတဲ့လောက်တော့ဒါဟာအလောင်းကထွက်တဲ့အနံ့မျိုးပဲလို့တွေးမိတယ်။ဒီပန်းခင်းအောက်မှာများအလောင်းတွေရှိနေမလားဆိုပြီးတန်တရားဝင်သွားတယ်။တိုင်းနှံတွေနဲ့ရောနေတဲ့ဒီအနံ့ဆိုးကြီးကြောင့်ကျန်းစစ်တယောက်အတွေးတွေချက်ချင်းဝင်လာခဲ့တယ်။ပျောက်ဆုံးနေတဲ့ကောင်မလေးတွေဟာ၆ရှင်းရွေရဲ့လက်ချက်နဲ့အသက်ခံလိုက်ရပြီးဒီပန်းချံမြေအောက်ထဲမှာပဲမြုပ်နှံခံထားရတာဖြစ်နိုင်တယ်လို့တွေးမိသွားတယ်။အဲ့ဒီအချိန်မြေကြီးပေါ်မှာကျနေတဲ့ကြီးစံထိုးလေးကသူမရဲ့ခံမှန်းချက်ကိုအတီးပြုတ်ပေးလိုက်တယ်။ဒီစံအိမ်တော်ကအစီကံတွေတောင်ရွှေငွေစံထိုးတွေတုံးကြတာဖြစ်ပြီးဒီနေရာမှာကြီးစံထိုးတစ်ချောင်းပါလို့ကျနေရတာလေလို့တန်တရားဝင်သွားတယ်။ပန်းခင်းအောက်မှာတကယ်ပဲအလောင်းတွေမြုပ်ထားတာဆိုရင်ဒီကြီးစံထိုးဟာတားကောင်ဖြစ်ခဲ့ရသူရဲ့ပစ္စည်းပဲဖြစ်ရမယ်လို့ကောက်ချက်ချလိုက်တယ်။အဲ့ဒီအချိန်လူယုံမာကြီးကညီအမနှစ်ယောက်ဘာလုပ်နေတာလဲဆိုပြီးရောက်လာကမေးလိုက်တယ်။သူအနားရောက်လာတာကိုမြင်လိုက်ရတဲ့အခါမှာကျန်းစစ်ကစံထိုးကိုလက်အင်ကြီးတဲကိုအမြန်ပဲဖွက်ထားလိုက်တယ်။အမသုံးဖြစ်သူကကျန်းချောင်ရဲ့အကြည့်ရိုင်းတွေကိုရိပ်မိသွားတာကြောင့်တမင်တက်တက်ရှိထွက်ပြီးစကားသွားပြောလိုက်တယ်။ရောက်ဖက်ရဲ့အကြည့်တွေကိုကွယ်ပေးလိုက်တာပါ။ဒါပေမဲ့ဒီမြင်ကွင်းကိုမနာလိုဝင်တိုတက်တဲ့ညီမလေးကျန်းဖေကမြင်သွားပြီးကျန်းစစ်ကပဲရောက်ဖို့မြူဆွဲနေတယ်လို့ထင်လွဲသွားခဲ့တယ်။ဒါကြောင့်အမလက်ကိုသွားပြီးကျန်းစစ်ကိုတတိထားဖို့သွားပြောပြလိုက်တယ်။ဒါပေမဲ့အမလက်ကတော့အမှန်တရားကိုသိနေခဲ့တယ်။တကယ်တမ်းတတိထားရမှာကကျန်းစစ်မဟုတ်ဘဲခင်မုန်းဖြစ်သူက၆ရှင်းရွေကိုသာဖြစ်တယ်။သူကမိန်းကလေးတယောက်ကိုမျက်စိကျသွားပြီဆိုရင်တော့လက်ဝယ်မရမချင်းအရှုံးပေးမှာမဟုတ်ဘူးလို့သိနေခဲ့တာပါ။အပြစ်တင်စရာဆိုလို့ကျန်းစစ်ရဲ့ရုပ်ရည်ကဆွဲဆောင်မှုရှိလို့နေတာကိုပဲအပြစ်တင်ရမယ်လို့တွေးနေတယ်။ဒါအပြင်အန်ကောဆိုင်တော်ရဲ့လက်ထပ်ပွဲကလည်းပြတ်သွားပြီဖြစ်လို့အကူစရာမရှိတော့ဘူးလို့ဆိုတယ်။ဒါကြောင့်သူမအနေနဲ့ဘာမှနောက်တရားစရာအကြောင်းမရှိဘူးလို့ကိုဖြေသိမ့်နေလိုက်ပါတယ်။အမလက်ကျန်းချန်ကအမသုံးတဲ့ညီမလေးကိုခြံဝင်းတစ်ခုထဲမှာပဲအတူတူထားပေးလိုက်တယ်။ကျန်းစစ်ခါကိုတော့တီးတန့်ခြံဝင်းလေးတစ်ခုထဲမှာတယောက်တည်းနေခိုင်းလိုက်တယ်။သူမကိုတယောက်တည်းထားပြီးအကွက်စင်ဖို့လုပ်နေမှကျန်းစစ်ရေးမိလိုက်တယ်။ညီမလေးဖြစ်သူကတော့ကျန်းစစ်ကိုတယောက်တည်းနေရပေးရတာဆိုပြီးမကြေမနက်ဖြစ်နေတယ်။အမသုံးနဲ့အတူမနေခြင်းကြောင့်ညှဉ်းဆန်နေခဲ့တယ်။အမသုံးကစကားနဲ့လုံးနဲ့သူဖြစ်လို့အတူနေရတာပြင်းစရာကောင်းတယ်လို့ဆိုတယ်။ညီမလေးစိတ်ကောက်နေတာကိုမြင်လိုက်တဲ့အခါမှာတော့အမသုံးကကျန်းစစ်နဲ့သွားပြီးအတူတူနေဖို့အကြံပြုလိုက်တယ်။အိတ်တဲ့အခါမှာလည်းအမသုံးကအပြင်ဘက်ကနေပဲအိတ်မယ်လို့ပြောလိုက်တယ်။အမြဲအေးဆေးနေတတ်တဲ့အမသုံးကဘာလို့အခုလိုလုပ်နေရတာလဲဆိုတာကျန်းစစ်နားမလည်နိုင်ခဲ့ဘူး။ဒါပေမဲ့သူမတေချာသိတာကအမလက်နဲ့၆ရှင်းယူတို့ရဲ့ပြစ်မှတ်ကသူမပဲဖြစ်နေတာပဲ။အမသုံးကသူမအနားမှာဆက်ပြီးရှိနေမယ်ဆိုရင်အန်ရထိခိုက်မှာကိုအရန်စိုးရိမ်နေခဲ့တယ်။မျောလင့်ထားတဲ့အတိုင်းပါပဲညတကောင်ရဲ့အချိန်မှာတော့အရေးမဲကြီးတစ်ခုကသူတို့အိတ်ရပေးကိုတိတ်တဆိတ်ရောက်လာခဲ့ပါတော့တယ်။အရင်ဘဝကသူမဟာဒုတိယအမရဲ့တစ္ဆာဖောက်ခံခဲ့ရတယ်။ရုံမာတဲ့ရောက်ဖကပါစော်ကားခဲ့လို့အခုအသက်ပြန်ရှင်လာချိန်မှာအဲ့ဒီလင်မယားကအရင်လိုပဲထောင်ချောက်ဆင်ပြီးသူမကိုဖျက်ဆီးဖို့ကြံနေပြန်တယ်။ချောင်းရှင်းယူဆိုတဲ့ကောင်ကညဘက်လူချေတိတ်ချိန်မှာကျန်စစ်ကတင်နာကိုခိုးကြောင်ခိုးဝက်ကတ်လာတယ်။ကျန်စစ်ကကြိုတိနေပေမဲ့တကယ်တမ်းအနားရောက်လာတော့နည်းနည်းတော့လန့်သွားတယ်။ဖွက်ထားတဲ့မေးဆေးကိုအမြန်နှိုက်လိုက်ပေမဲ့ဟိုကောင်အကွက်ရွှေ့မဲ့အချိန်ကတင်ပေါ်မှာနောက်တစ်ယောက်ရှိနေတာကိုတွေ့သွားတယ်။အစီအစဉ်ပြတ်သွားတော့ဟိုကောင်လည်းစိတ်ပြတ်သွားပြီးအတန်မထွက်ရဲပဲအခွင့်အရေးပြန်ရှာဖို့အသာလေးဆုတ်ခွာသွားတယ်။ဒါပေမဲ့ तू မသိတာကတတိယအမကနိုးနေတာပဲ။ဟိုကောင်ထွက်သွားတာနဲ့အစီခံတွေကိုမင်းမြန်မြန်ထုံခိုင်းလိုက်တယ်။သူမလက်ထဲကစံထိုးကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားတာတွေ့မှဘာလို့အပြင်ဘက်မှာအိတ်ချင်နေလဲဆိုတာသဘောပေါက်သွားတယ်။တကယ်တော့သူမကိုကာကွယ်ပေးချင်လို့ပါပဲ။လူတယောက်ဝင်လာတာကိုမြင်လိုက်လားလို့မေးလာတယ်။ဆောင်းရှင်းရွေကတရိတ်ဆန်ပဲဆိုပြီးဒေါသကြီးပြောလာတော့အစကတည်းကရိပ်မိနေလားလို့ကြံစစ်ကပြန်မေးလိုက်တယ်။မိုးလင်းတာနဲ့အိမ်ပြန်မယ်လို့တတိယအမကပြောပေမဲ့ဒုတိယအမကတမင်တက်သူမကိုခေါ်ထားတာမို့ရောက်ဖအကြံအောင်ဖို့လွယ်လွယ်နဲ့ပြန်လွတ်ပေးမှာမဟုတ်တာကိုကြံစစ်သိနေတယ်။အတင်းတတ်ထားလို့ရမလားလို့အမကမေးလာပေမဲ့ကြံစစ်ငြိမ်နေတာကိုကြည့်ပြီးသူသဘောပေါက်သွားတယ်။ဒုတိယအမကိုယ်တိုင်ကပါဒီကိစ္စကိုခွင့်ပြုထားတာပါ။ကြံချောင်ကတတိနဲ့တော့မနှက်ဖြန်စောစောစီစီပဲညီမကိုခေါ်ပြီးပြန်ချင်နေတယ်။ဒါပေမဲ့ကြံစစ်ကတော့အခြေအနေကိုကောင်းကောင်းသိတယ်။အဲ့ဒီလေမယားရဲ့ပြစ်မှတ်ကသူမတယောက်တည်းပဲလေ။တတိယအမကသူတို့အတွက်အပိုလူဖြစ်နေပြီမို့မနှက်ဖြန်အလောတကြီးပြန်မယ်ဆိုဟိုကောင်ညကလာသွားတာအကုန်ရိပ်မိသွားမှာပဲ။တတိယအမကဒုက္ခရောက်မှစိုးရိမ်တဲ့အတွက်ကြံစစ်ကသူမရဲ့စေတနာကိုရင်ရင်ကြီးကြီးပဲညှင်းလိုက်ရတယ်။လုံလုံခြုံခြုံထွက်သွားခြင်းရင်တော့ချောင်းရှင်းယူလုပ်ခဲ့တဲ့ရုံမာမှုတွေရဲ့တက်တွေကိုအမြန်ရှာမှရတော့မယ်။
လူလစ်တဲ့အချိန်လေးမှာကျန်စစ်ကပန်းချန်ထဲကိုတိတ်တိတ်လေးဝင်သွားလိုက်တယ်နေ့လေကရလိုက်တဲ့အပုံနှံကြောင့်အဲ့ဒီမိန်းကလေးတွေအသက်ခံရပြီလို့ထင်ထားတာတကယ်ဖြစ်နေတယ်မြေကြီးကိုတူးကြည့်လိုက်တော့လူလက်တစ်ဖက်ကိုတွေ့လိုက်ရတယ်တေချာမစစ်ဆေးရသေးခင်ခြေတံတွေကြားလိုက်ရတယ်နောက်ထပ်မိန်းကလေးတစ်ယောက်ကိုဟိုကောင်ကတပ်ပစ်လိုက်ပြီးအစီကံတွေကအလောင်းဖြောက်ဖို့ရောက်လာကြတာပါအစီကံတွေကအလောင်းဖြောက်ဖို့လုပ်နေတော့ပေါက်တူးတစ်လက်ပြောင်းနေတာကိုသတိထားမိသွားတယ်ကျန်စစ်ကအလောင်းရဲ့လက်ထဲပေါက်တူးကိုတိတ်တိတ်လေးထည့်ပေးလိုက်တယ်အလောင်းကပေါက်တူးကင်ထားတော့တရေချောက်တယ်ထင်ပြီးအစီကံနှကောင်လဲကြောက်လန့်တကြားထွက်ပြေးသွားကြတော့တယ်မျက်ရည်တွေနဲ့တေးဆုံးနေရှာတဲ့အပြစ်မဲ့မိန်းကလေးကိုကြည့်ပြီးကျန်စစ်ရင်ခွဲမတက်နာခြင်းခံစားလိုက်ရတယ်ဒါပေမဲ့ထွက်ပြေးသွားတဲ့အစီကံနှကောင်ကရုတ်တရက်ပြန်လှည့်လာတယ်မမြင်တဲ့နာတွေမြင်သွားလို့တက်ပြရမှာပဲဆိုပြီးကျန်စစ်ကိုလဲပင်းညစ်ပြီးတက်ဖို့ကြိုးစားကြတယ်ကျန်စစ်အသက်ရှူချက်ပြီးတေတော့မဲ့အချိန်လေးမှာလူတစ်ယောက်ရောက်လာပြီးအစီကံတွေကိုဝင်ချလိုက်တယ်တေချာကြည့်လိုက်တော့မှအရင်ကကဲပူးတဲ့ယူချီဖြစ်နေတာတွေ့လိုက်ရတယ်သူကလည်းမိန်းကလေးတွေပျောက်ဆုံးနေတဲ့ကိစ္စကိုစုံစမ်းနေတာပါပြီးခဲ့တဲ့9နှစ်အတွင်းပျောက်သွားတဲ့မိန်းကလေးတွေအကုန်လုံးချောင်းရှင်းတွေနဲ့ပတ်သက်နေတာကိုသူကသိထားပြီးသားပါဒါကြောင့်ဒီညဘက်ကြီးတိတ်တိတ်လေးဝင်စစ်ရင်နဲ့ကျန်စစ်ကိုကယ်လိုက်နိုင်တာပေါ့ရည်ရွယ်ချက်ချင်းတူနေတာမို့လို့ကျန်စစ်ကယူချီနဲ့ပူပေါင်းပြီးဟိုကောင်ရဲ့အဖြစ်တွေကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်နောက်နေ့မနေ့ကျတော့ယူချီကမျိုးဆောင်တက်တွေကိုခေါ်ပြီးအိမ်တော်ကိုဝင်စီးလိုက်တယ်ဒါပေမဲ့ပန်းချန်တွေကအလောင်းတွေအကုန်လုံးပျောက်နေခဲ့တယ်ခေါင်းတလားတွေထဲမှာလည်းစာအုပ်အဟောင်းတွေပဲရှိနေတယ်ချောင်းရှင်းတွေကအဲ့ဒီနေရာဟာအမိုက်တွေမြုပ်တဲ့နေရာလို့အေးစစ်စစ်ပဲဖြစ်ရှင်းတယ်အလောင်းတွေပမာလဲဆိုပြီးသူကဟန်လုံးမေးလိုက်တယ်တက်တိမရှိလို့လှည့်ပြန်ရတော့မယ်လို့အကုန်လုံးထင်နေကြချိန်မှာယူချီကစစ်ခွေးတကောင်ခေါ်လာခဲ့တယ်သူ့ဖြစ်တွေပေါ်တော့မှမို့ဟိုကောင်လည်းတော်တော်လေးစိုးရိမ်သွားတယ်မျိုးဆောင်တက်တွေကိုသူကစပြီးရန်စတိုက်ခိုက်ပေမဲ့ယူချီကိုတော့ဘလို့မှရှင်းနိုင်မှာမဟုတ်ဘူးလေခွေးကအနံ့ခံရင်းနဲ့ရေတွင်းဟောင်းတစ်ခုနားရောက်သွားခဲ့တယ်ကြောက်တုံးကိုဖယ်လိုက်တော့အပုံနဲ့တွေထွက်လာပြီးအလောင်းတွေကိုရှာတွေ့သွားပါတော့တယ်နှာဘူးတခင်လေးကခဲမလေးကိုမျက်စိကျနေတာပါမိမဖြစ်သူကိုအတင်းကျပ်ခိုင်းပြီးညီမလေးကိုအိမ်ခေါ်လာခိုင်းတယ်အဲ့ဒီနောက်အပိုင်ကျန်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့တတိယအမကအနားမှာစောင့်နေလို့အကြံမအောင်ပဲလှည့်ပြန်သွားရတယ်အခန်းထဲရောက်တော့သူ့တော်သားတွေအကုန်လုံးကိုမိမဖြစ်သူအပေါ်ပုံချပါတော့တယ်မိမကလည်းသူ့ကိုရိုက်ရဲရင်ရိုက်ကြည့်ဖို့နဲ့မိမတွေကိုပဲအနိုင်ကျင့်ရတဲ့လူကြောက်ဆိုပြီးလှောင်ပြောင်းလိုက်ပါတယ်သူ့ဖေးရှိဆိုဘာမှမဟရဲပဲနဲ့လို့ထပ်ပြီးစော်ကားလိုက်ပါသေးတယ်မိမဖြစ်သူရဲ့လှောင်ပြောင်းမှုကတခင်လေးရဲ့ဒေါသကိုအထွတ်ထိပ်ရောက်စေခဲ့တယ်ဒါနဲ့မိမကိုတတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မြင်းချိန်တံကိုအသုံးပြုပြီးမိမဖြစ်သူရဲ့လေပင်ကိုအားရပါရညှစ်ပါတော့တယ်မိမဖြစ်သူမလုံနိုင်တော့မှသူကလက်လွတ်ပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲအိမ်တော်ဆောင်တပ်ဖွဲ့တွေကခြံဝင်းထဲကနေမိန်းကလေးအလောင်း18လောင်းတူးဖော်တွေ့ရှိခဲ့ပါတယ်တပ်တွေခိုင်လုံနေလို့သူ့ကိုဖမ်းဖို့လုပ်တဲ့အခါသူကပြောင်းရင်းပါတော့တယ်အဖြစ်တွေအကုန်လုံးကိုသူ့ရဲ့ကိုရန်တော်အပေါ်လွှဲချလိုက်ပါတယ်ကိုရန်တော်ကိုခေါ်ပြီးအိမ်တော်ကသူ့ပေါ်ဘလောက်ကျေးဇူးရှိကြောင်းနဲ့မိမပါပေးစားထားလို့အဖြစ်ကိုဝန်ခံပေးဖို့တွဲဝိုက်ပြီးချင်းချောက်လိုက်တယ်တက်မှုကလည်းသူတို့ကိုအယူမှတ်နေလားဆိုပြီးပြန်လဲဒေါသထွက်သွားတယ်တခင်လေးရဲ့ချင်းချောက်မှုကြောင့်ကိုရန်တော်လေးခများမိသားစုကိုငဲ့ပြီးအဖြစ်ကိုဝန်ခံလိုက်ရတယ်ဒါပေမဲ့အိမ်တော်တခင်ကြီးကချက်ချင်းဓာဆွဲထုတ်ပြီးကိုရန်တော်ကိုတပ်ပစ်လိုက်ပါတယ်ဒီလိုနဲ့တက်တေပြောက်သွားလို့တခင်လေးတယောက်အဖြစ်ကနေလွတ်သွားပြန်တယ်ဒါပေမဲ့ကန်တရားကမျက်စိမကမ်းပါဘူးအလောင်းရဲ့လေပင်ထဲကနေကျဲသီးတစ်လုံးတွေးခဲ့ပါတယ်အဲ့ဒီကျဲသီးကတခင်လေးရဲ့အင်ဂျီကကျဲသီးနဲ့တစ်ထပ်သေးပါပဲတာမန်အစီကံတယောက်ကဒီလောက်တန်မိုးကြီးတာမျိုးဘလို့မှမဝတ်နိုင်ဘူးလေတရားခွင်ရောက်တဲ့အခါမှာလည်းတက်တေတွေရှိနေတာတောင်တခင်လေးကပြောင်းရင်းပြန်ပါတယ်ဒီတစ်ခါတော့သူ့မိမကိုအပြစ်ပုံချဖို့ကြိုးစားပါတယ်သူ့မိမနဲ့ကိုရန်တော်တို့ဖောက်ပြန်နေကြတာလို့ဆွဆွဲလိုက်ပါသေးတယ်ဒီကျဲသီးကလည်းကိုရန်တော်ရဲ့အခန်းထဲမှာကြာနေခဲ့တာလို့လိန်ပြောလိုက်တယ်မိမဖြစ်သူခများဘာပြောရမှန်းမသိပဲစက်တေတေသွားရှာတယ်တက်တေတွေအကုန်လုံးကသူ့မိမဘက်လှည့်သွားလို့သူလွတ်ပြီလို့ထင်နေချိန်မှာပဲတတိယအမကတက်တေတယောက်ခေါ်လာပါတယ်အဲ့ဒီမိန်းကလေးကတော့အသက်ခံရတဲ့အထဲကနေကံကောင်းထောက်မစွာနဲ့အသက်ရှင်ကျန်ရစ်သူပါသူမကိုလှောင်ကြိုက်နဲ့ပိတ်ပြီးမျိုးစုံနှိပ်စက်ထားခဲ့တာပါမနေ့ကတပ်ဖွဲ့တွေဝင်ရောက်ရှာဖွေချိန်မှာအာယုံလွဲသွားတာကိုအခွင့်ကောင်းယူပြီးသူမကိုကယ်ထုတ်လာတာပါမိန်းကလေးကလည်းသူမကိုအိမ်တော်ထဲလိန်ခေါ်ပြီးနေတိုင်းနှိပ်စက်ခဲ့ကြောင်းဖတ်ဆိုလိုက်ပါတယ်လူတက်တာကိုလည်းကိုယ်တိုင်မြင်ခဲ့ရပြီးလူတက်လက်နက်ကအိမ်တော်ထဲမှာရှိကြောင်းအတည်ပြုပြောကြားလိုက်တယ်အဖြစ်တွေအလုံးပေါ်တွင်သွားတဲ့အခါတခင်လေးလည်းစိုးရိမ်သွားတယ်ဒါနဲ့တရက်ခွင်မှာတင်တက်တေကိုနှုတ်ပိတ်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့တက်မှုကအမြန်ဝင်ထားလိုက်ပြီးသူ့ကိုကန်ထုတ်လိုက်ပါတယ်တခင်လေးကသူ့အဖေကိုအကူအညီတောင်းပေမဲ့အဖေဖြစ်သူကတော့ဆွေမျိုးတွေထိခိုက်မှဆိုလို့ခက်တီတီပဲနေခဲ့တယ်တားဖြစ်သူကိုပြစ်ထားတဲ့ယောက်ျားကိုကြည့်ပြီးအမေဖြစ်သူကရှေ့ထွက်လာတယ်တားကိုတေချာမဆုံးမခဲ့တဲ့သူတို့အဖြစ်တွေပါဆိုပြီးမင်းကြီးကိုတောင်းပန်ပါတော့တယ်တားဖြစ်သူအစားသူမကအသေးခံပေးပါမယ်လို့ငိုယိုပြီးတောင်းပန်ခဲ့ပါတယ်လာကလေးကအစိတ်ကိုပါတောက်လာခဲ့တာလို့ဆိုပါတယ်မင်းကြီးကလည်းမိခင်မြတ်တာကိုမြင်ပြီးစိတ်မကောင်းဖြစ်သွားရတယ်ဒါပေမဲ့ဥပဒေဆိုတာဥပဒေပဲလေတခင်လေးကျူးလွန်ခဲ့တဲ့အဖြစ်တွေအတွက်တေတံချမှတ်လိုက်ပေမဲ့ပြစ်ဒဏ်အကောင့်ထဲပေါ်မဲ့ရက်ကိုတော့စောင်းဦးထိရွှေ့ပေးလိုက်ပါတယ်မဖြစ်သူကိုပိုးပန်းသူများလိုမနာလိုဖြစ်နေတဲ့ညီမလေးဟာတူပေါ်မှာကာမဆွဆေးတွေခိုးတုတ်ထားခဲ့တယ်မဖြစ်သူလူပုံလဲမှာအဆက်ကွဲပြီးပိုးပန်းတဲ့သူတွေနောက်ဆုတ်သွားအောင်ကွက်ချစောင့်ကြည့်နေခဲ့တယ်ဘာမှမသိရှာတဲ့ကျန်းစီတယောက်တကိုယ်လုံးပူထူလာပြီးမူးဝေလာပေမဲ့ဆေးရှိန်မတက်လာအောင်မနှဲတောက်ခံထားရတယ်အခြေအနေမဟန်တာကိုရိပ်မိသွားတဲ့ရွေချီကလူတွေမီရှူမီပန်းကြည့်နေတော့မှကျန်းစီကိုခိုးခေါ်ထုတ်သွားတယ်လူတွေသတိထားမိချိန်မှာသူတို့နှစ်ယောက်ပျောက်နေတာကြောင့်ခိုးရလိုက်သွားပြီလားဆိုပြီးထင်ကြေးပေးနေကြတယ်ကျန်းဖေးကလည်းဧည့်သည်တွေရှိမှမီးထိုးရက်ခတ်လုပ်နေတယ်လို့ဒုတိယအန်တီကလည်းလူစုပြီးလိုက်ရှာနေကြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကကျန်းစီယောက်ျားတစ်ယောက်နဲ့နှစ်ကိုယ်တူရှိနေတာကိုဖမ်းမိပြီးနာမည်ဖြတ်ဖို့ပါပဲဒါပေမဲ့တအိမ်လုံးရှာတာတော့အရေးအယောင်မှမတွေ့ရဘူး
တကယ်တော့ယူချီကသူမကိုခြေရင်းနာကထောင်းကွယ်မှာပုံနေစေတာပါလူတွေထွက်သွားမှနောက်ဖေးဘက်ကိုတွဲခေါ်လာခဲ့တယ်ဒီအချိန်မှာပဲကျန်းစီကဆေးအရှိန်တက်လာပြီးကြောင်ကတန်းတွေဖြစ်လာပါတယ်သူမရဲ့အတိတ်ဘဝကခင်မွန်းတီလို့ထင်အောင်ထင်မှားဖြစ်ပြီးမထွက်သွားဖို့တားနေတော့တယ်ရင်ခွင်ထဲကိုအတင်းဝင်ပြီးအလွမ်းသဲနေတယ်လို့ရုတ်တရက်ကြီးနမ်းလိုက်တာကြောင့်ယူချီလည်းမှင်တက်သွားပါတယ်အပူဒဏ်ကြောင့်အဝတ်စားတွေစချွတ်လာမှပဲယူချီတတိဝင်လာပြီးအမြန်တားလိုက်ရတယ်စိတ်သွေးတွေထွက်သွားအောင်လက်ကိုကိုက်ဖောက်ပေးလိုက်မှကျန်းစီလည်းတတိပြန်ရလာတယ်သူမကိုဘာလုပ်လိုက်တာလဲလို့မေးတော့မှကဲပေးလိုက်တာလို့ယူချီကရှင်းပြလိုက်တယ်လူတွေကတော့သူတို့နှစ်ယောက်တကယ်ပဲအပြင်ထွက်သွားပြီလို့ထင်နေကြတာပါညီမဖြစ်သူကလည်းအမကိုလှောင်ပြောင်ဖို့စောင့်နေတော့မှပဲကျန်းစီကကြာဘူးတွေကိုကင်ပြီးနတ်သမီးလေးလိုကခုံရင်းထွက်လာခဲ့တယ်လူတွေအကုန်လုံးကြောင်ကြည့်နေတော့မှပဲအဖွားဖြစ်သူကိုကြာဆေးတွေဆက်တက်လိုက်ပါတယ်စောစောကထွက်သွားတာဟာလည်းအမှုပညာဖြောပြမှုရဲ့အစိတ်ပိုင်းဖြစ်ကြောင်းစင်ကြေပေးလိုက်တော့အဖွားဖြစ်သူကလည်းသဘောကျသွားခဲ့ပါတယ်အမဖြစ်သူအခြေအနေကောင်းနေလို့မကျေနပ်တဲ့ညီမလေးကအစိတ်မိမမိစစ်ဆေးဖို့အခန်းထဲကိုခိုးဝင်လာခဲ့တယ်ဒါပေမဲ့ကျန်းစီကစောင့်နေခဲ့ပြီးသူမစီကဆေးမုံတွေကိုရှာတွေ့သွားတယ်တက်တေခိုင်လုံးနေတာတောင်ကျန်းဖေးကအတင်းအကျပ်ညှင်းဆန်နေပါသေးတယ်အခြေအနေအရလုတ်ခဲ့ရသူတွေထက်တောင်သူမကပိုဆိုးနေသေးကြောင်းကျန်းစီကထောက်ပြလိုက်တယ်စကားမပွင့်တော့တဲ့ကျန်းဖေးကသူမဟာမရငယ်သမီးမှုအထင်သေးခံရတာပါလို့အဖြစ်ဖို့တော့တယ်ကျန်းစီကလည်းအထင်သေးတာမှန်ပေမဲ့မွေးဖွားလာတဲ့အဆင့်တန်းနဲ့မဆိုင်ကြောင်းပြောလိုက်တယ်အမြဲတမ်းအနိုင်ကျင့်ပြီးဒုက္ခပေးနေတဲ့သူမကိုဘသူကများအထင်ကြီးမှလဲလို့ပြန်ပြောလိုက်ပါတယ်နောက်ဆုံးတော့ကျန်းဖေးလည်းဒုတိယအန်တီကမြောက်ပေးကြောင်းဝန်ခံလိုက်ရတယ်ကျန်းစီရဲ့နာမည်ပြတ်မှသာသူမနေရာရမယ်လို့ပြောခဲ့ကြောင်းသိလိုက်ရတယ်ဒါကိုကြားတော့ကျန်းစီကသူမရဲ့ညီမဟာမိုင်မဲတယ်လို့ဆိုးရုပ်လုံးတယ်လို့လှောင်ပြောင်လိုက်တယ်ကျိုးကင်နေသူဟာဒုတိယအန်တီမတ်တိသွားလို့ကျန်းစီလည်းကာမဆွဆေးပြန်တိုက်လိုက်တယ်ဆေးရှိန်တက်လာတော့အန်တီဖြစ်သူလည်းချွေးတွေပြန်ပြီးလဲကျသွားတယ်ခေါင်းမောက်လာချိန်မှာတော့လူတစ်ယောက်ကိုခင်မုန်းဖြစ်သူလို့ထင်အောင်ထင်မှားနဲ့ချွဲနွယ်ပြီးအဝတ်စားတွေအတင်းဆွဲချွတ်တဲ့အထိယူသွနေတော့တယ်ချွေးမဖြစ်သူရဲ့ယူသွနေတဲ့လုပ်ရက်ကြောင့်အဖွားဖြစ်သူလည်းအမျက်ထွက်သွားတယ်အိမ်နောက်ဖေးမှာအကျယ်ချုပ်ချထားဖို့အမိတ်ပေးလိုက်ပြီးအိမ်တော်စီမံခွင့်ကိုပါပြန်သိမ်းလိုက်တယ်ဘသူကိုတာဝန်ပေးရမလဲစဉ်းစားနေချိန်မှာကျန်းစီတာအတင်းတော်ဆုံးဖြစ်ကြောင်းတတိယအမကထောက်ခံပေးခဲ့တယ်ညီမင်းကလေးတွေကိုအကဲခတ်ပြီးနောက်မှာတော့အဖွားဖြစ်သူကကျန်းစီကိုပဲအိမ်တော်ရဲ့အာဏာတွေလွှဲအပ်ပေးလိုက်ပါတယ်ကောင်မလေးကအတိတ်ဘဝကိုပြန်ရောက်လာတဲ့အခါမှာတော့အရန်ကိုထိတ်လန့်သွားတယ်အရင်ဘဝကသူ့အကူဟာမြင်းကိုကြမ်းကြမ်းတမ်းတမ်းစီးတဲ့မင်းသမီးကိုတားခဲ့လို့ရေနစ်တက်ခံရပြီးတေဆုံးခဲ့ရတာပဲဖြစ်တယ်ဒီဘဝမှာလည်းဒီလိုဖြစ်ပျက်မျိုးကထပ်ဖြစ်လာလိမ့်မယ်လို့သူမှထင်ထားခဲ့ဘူးမင်းသမီးကမြင်းကိုလမ်းပေါ်မှာရန်ကားပြီးစီးလာတဲ့အခါမှာတော့သူမရဲ့အကူကအရင်ဘဝကလိုပဲမကြောက်မရွံ့ဝင်ထားခဲ့တယ်မင်းသမီးကတေးချင်နေတာလားဆိုပြီးကျင်းဝါလိုက်ပေမဲ့သူ့အကူကလည်းဥပဒေမရှိတော့ဘူးလားဆိုပြီးပြန်လဲခြေပခဲ့တယ်ကောင်မလေးကအကူဖြစ်သူကိုမင်းသမီးရဲ့ညှိုးဖွဲ့မှာစိုးရိမ်သွားတဲ့အတွက်အကူကိုစားအမြန်ဝင်ပြီးတော့တောင်းပန်လိုက်တယ်ဒါပေမဲ့မင်းသမီးကလုံးဝကိုခွင့်မလွတ်ဘူးလမ်းပေါ်မှာဒူးထောက်မှကျင်းနေမယ်လို့ဆိုတာကြောင့်အကူကိုကာကွယ်ဖို့အတွက်ကောင်မလေးကချက်ချင်းပဲဒူးထောက်ချလိုက်တယ်မင်းသမီးလည်းသဘောကျသွားပြီးထွက်သွားတော့တယ်အဲ့ဒီအချိန်မှာဘေးနားကလူတွေရဲ့ပြောစကားတွေကိုကြားသွားခဲ့တယ်လူတွေကမင်းသမီးဟာဒီကောင်မလေးလောက်တောင်အသိဉာဏ်မရှိဘူးလို့ပြောဆိုဝေဖန်နေကြတယ်အဲ့ဒီစကားတွေကြောင့်မင်းသမီးဟာဒေါသထွက်ပြီးသူတို့ကိုပြန်ရှင်းဖို့လှည့်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲတိုင်းသမားတစ်ယောက်ကဝင်ရောက်လာပြီးမြင်းကိုတားလိုက်တယ်မင်းသမီးကကြာဖို့နဲ့ရိုက်ဖို့လုပ်ပေမဲ့မြင်းပေါ်ကနေဆွဲချခံလိုက်ရတယ်တိုင်းသမားကဥပဒေမဲ့လုပ်ရအတွက်အဖြစ်ပေးမယ်လို့ဆိုလိုက်တယ်မင်းသမီးကရုန်းကန်ပေမဲ့သူကမျိုးဆောင်တက်ကဖြစ်နေခဲ့တယ်အဲ့ဒီနောက်မင်းသမီးကိုအချုပ်စီခေါ်သွားလို့ကြည်နေတဲ့လူတွေလည်းဝမ်းသာသွားကြတယ်မင်းသမီးရဲ့အဖေကစစ်သူကြီးဖြစ်လို့ခဏနေတော့ပြန်လွတ်လာခဲ့ပြီးအဆူခံလိုက်ရတယ်ဒါပေမဲ့မင်းသမီးကသူမရဲ့ဒေါသတွေကိုကောင်မလေးတို့မောင်းနှမပေါ်ပုံချခဲ့တယ်ကောင်မလေးကပြဿနာမဖြစ်အောင်ရှောင်လွှဲခဲ့ပေမဲ့စိတ်ပူနေစေပဲအရင်ဘဝကလိုအဖြစ်ဆိုးမျိုးမကြုံရအောင်လို့အကိုဖြစ်သူကိုအိမ်ပြင်းမထွက်ခိုင်းပဲတေချာစောင့်ကြည့်နေခဲ့တယ်ဘလောက်ပဲကာကွယ်ထားပါစေဖြစ်လာမဲ့ကိစ္စကဖြစ်လာခဲ့တာပါပဲကောင်မလေးမှာနန္တာဆိုင်ရှိတာကိုမင်းသမီးသိသွားပြီးအကြံစီတစ်ခုရသွားခဲ့တယ်သူမလူတွေကိုလှုပ်ပြီးပြဿနာရှာခိုင်းလို့ကောင်မလေးရဲ့ဆိုင်လည်းအယောင်းဝယ်ကျဆင်းသွားခဲ့တယ်အဲ့ဒီအချိန်မှာအကိုတငယ်ချင်းကတထေးတစ်ယောက်နဲ့မိတ်ဆက်ပေးပြီးပူပေါင်းဖို့ပြောလာခဲ့တယ်ညီမလေးကိုကူညီချင်လို့အကိုဖြစ်သူလည်းအိမ်ကနေခိုးထွက်ပြီးလိုက်သွားခဲ့ပေမဲ့တငယ်ချင်းဖြစ်သူကအဝယ်ခံထားရမှန်းမသိခဲ့ရှာဘူးတကယ်တမ်းမှာတော့ခေါ်သွားတဲ့နေရာကမင်းသမီးစီဖြစ်နေပြီးလှည့်ပြန်ဖို့လုပ်ပေမဲ့တားဆီးခံလိုက်ရတယ်ဆိုင်ကိုဒုက္ခပေးနေတာသူမကိုယ်တိုင်ဖြစ်ကြောင်းမင်းသမီးကဝန်ခံလိုက်တယ်အဲ့ဒီနောက်အရက်ပြင်းသုံးဖို့ကိုတောက်နိုင်ရင်ဆိုင်ကိုအလုပ်ပေးမယ်လို့အကြက်ကင်လာတယ်ညီမလေးတွက်မို့လို့အကိုဖြစ်သူလည်းမတက်တာပဲတောက်လိုက်ရတယ်ဒါတော့အားမရပဲအတင်းချုပ်ပြီးတော့ပါဇက်ထဲလောင်းထဲကလူဝိုင်းရိုက်နှက်တာကိုခံလိုက်ရတယ်တေလူမျိုးပါဖြစ်နေတာတော့မကျေနပ်သေးပဲမျက်နှာကိုပေါ်ဝါအုပ်ပြီးအရက်တွေလောင်းချလို့အကိုဖြစ်သူလည်းတိတ်ဆုံးသွားခဲ့ရပါတယ်ကျန်တဲ့လူတွေလန့်သွားပေမဲ့မင်းသမီးကတော့တေချာအောင်ဆိုပြီးမိကြီးကဲပူပူနဲ့ကက်ကြည့်ပြီးမှတေသွားမှန်းယုံကြည်သွားတယ်အဲ့ဒီနောက်မှာတော့အလောင်းကိုမြစ်ထဲပစ်ချဖို့အမိန့်ပေးလိုက်တယ်ကောင်မလေးလည်းအကိုပျောက်သွားလို့စိုးရိမ်တကြီးနဲ့တမျိုးလုံးပက်ရှာပေမဲ့အရေးရောင်တောင်မတွေ့ခဲ့ရဘူးစိတ်ပူနေတဲ့အချိန်မှာပဲလူတယောက်ရေထဲကျသွားကြောင်းသတင်းကြားလိုက်ရတယ်သူ့အကိုမဟုတ်ပါစေနဲ့လို့ဆူတောင်းနေပေမဲ့ရင်ကွဲစရာစကားတွေကိုကြားလိုက်ရတယ်မင်းသမီးနဲ့အပေါင်းပါတွေကသူ့အကိုကိုရဲရဲဆက်ဆက်တက်ဖြတ်ခဲ့တဲ့အကြောင်းဂုံယူမဆုံးပြောဆိုနေကြလို့ကောင်မလေးလည်းဒီကျွေးကိုပြန်ဆက်မယ်လို့ချိန်တွေလိုက်ပါတော့တယ်ကောင်မလေးကနောက်တစ်ချိန်ပြန်လဲမွေးဖွားလာပြီးအလွန်ကိုထိတ်လန့်သွားခဲ့တယ်
ရင်ဘဝတုန်းကသူမရဲ့အကိုဟာမင်းသမီးနဲ့စကားများယုံလေးဖြစ်ခဲ့တာကိုလက်စားချေခံရပြီးတော့မြစ်ထဲမှာရေနစ်တေဆုံးခဲ့ရတယ်။ဒီဘဝမှာတော့ကျန်းစစ်ကနေရာတိုင်းမှာတတိထားနေခဲ့ပေမဲ့တားဆီးလို့မရခဲ့ဘူး။အကိုဖြစ်သူကနောက်ဆုံးမှာရွှေမင်းရွက်လက်ထဲရောက်ပြီးနှိပ်စက်ခံရကတေဆုံးသွားခဲ့ရတယ်။သူတို့ကအပြစ်ကိုဖုံးကွယ်ဖို့အကိုရဲ့အလောင်းကိုမြစ်ထဲပစ်ချခဲ့ကြတယ်။ပြင်းထန်တဲ့အမုန်းတရားတွေကြောင့်ကျန်းစစ်တယောက်အသိစိတ်လွတ်သွားပြီးဖျောင်းတိုင်စင်ကိုမဆိုင်မတော်တွန်းလဲပစ်လိုက်တယ်။မကြခင်မှာပဲစားတောက်ဆိုင်တစ်ခွင်လုံးမီးဟုံဟုံတောက်လောင်သွားတယ်။အကိုကိုတက်ခဲ့တဲ့မှုမသားတွေလည်းမီးလောင်သေးသူတေးရေထဲခုန်ချသူချနဲ့ဖြစ်ကုန်တယ်။စိတ်ထားယုံမာတဲ့ချွေမင်းရွဲကတော့လူအသက်ကိုပွရက်စိတ်လိုသဘောထားတာပဲ။ဒီမာတင်တေးရမဲ့သူမကအသက်လူပြီးပြေးဖို့မြစ်ထဲခုန်ချသွားတယ်။ဒါပေမဲ့ရေထဲမှာကြမ်းကြမ်းကိုရှာနေတဲ့ယူချီကသူမကိုကယ်တင်လိုက်တယ်။ယူချီကတော့သူ့ရဲ့ဒီလိုရက်ကမကောင်းတဲ့ကံကြမ္မာကိုဖိတ်ခေါ်လိုက်မှမသိခဲ့ဘူး။ချွေမင်းရွဲကိုကယ်တင်ချိန်မှာဒဏ်ရာနှဲငယ်ပဲရထားခဲ့တယ်။ကျန်ရပါရီထဲမှာတော့အန်ကော်အိမ်တော်ကကြီးချုံကြီးတယောက်ပဲအသက်ရှင်ခဲ့ပြီးကျန်တဲ့၃ယောက်ကတော့မိတဲ့ပါသူပါရေနစ်တေသူတေဖြစ်သွားတယ်။ဒါကလည်းကောင်းကင်ဘုံကမျက်စိပါလို့ထိုက်တန်တဲ့အပြစ်ဒဏ်ကိုရသွားတာပဲ။အဓိကတရခန့်ချွေမင်းရဲကတော့အမေဖြစ်သူမင်းသမီးကြီးရဲ့အာဏာကိုအသုံးချပြီးယာတုနည်းနည်းပဲအချခံရပြီးနောက်တရားဖို့လင်းရွှေကိုအပို့ခံလိုက်ရတယ်။ဒီလိုပေါ်ပါတဲ့ပြစ်ဒဏ်ကသူမကိုပိုဆိုးလာစေမယ်ဆိုတာမသိခဲ့ကြဘူး။တစ်ချိန်တည်းမှာပဲယူချီရဲ့မင်းသားဆိုတဲ့အဆင့်တန်းကလည်းဖုံးကွယ်ထားလို့မရတော့ဘူး။ဧကရမင်းတောကစားထွက်ချိန်မှာကောင်းကင်ယံမှာရုတ်တရက်အပြောင်းလဲတွေဖြစ်လာတယ်။နန်ဝလူမျိုးတွေကတက်တော်ဆောင်နေတဲ့ရောနှောနေပြီးဧကရစ်ကိုလှုပ်ကြံဖို့စောင့်နေတာပဲ။အရေးကြီးအချိန်မှာယူချီကပြေးဝင်သွားပြီးဧကရစ်ကိုစားဓာတ်ချက်ကိုအစားခံလိုက်တယ်။နေချက်သွားလို့မီးမြမြန်ထွန်းခိုင်းပြီးကယ်တင်ရှင်ဘသူလဲလို့အမတ်ကြီးကမေးလိုက်တယ်။ယူချီကလည်းသူ့နာမည်နဲ့ယာတုကိုပြန်လဲပြီးတော့မိတ်ဆက်ပြောကြလိုက်တယ်။တကယ်တော့ဧကရစ်ကမြင်မြင်ချင်းပဲတတမမြောက်မင်းသားယူချင်းမှမှတ်မိသွားခဲ့တယ်။ငငယ်ကလေးကရရက်ဆက်ဆက်အဝေးပို့ခံခဲ့ရတဲ့ဒီကလေးကတားအဖပြန်တွေ့ချိန်မှာတားဖြစ်သူကအသက်ပေးကယ်တင်လိုက်မယ်လို့မထင်ထားခဲ့ဘူး။ဟိုးအရင်ယူချင်းမွေးမွေးချင်းမှာပဲနက်ခတ်ဆရာကကန်ဆိုးစီတယ်လို့ဟောကိန်းထုတ်ခဲ့တယ်။နန်ဝူပုံကံမှုကလည်းဒီမွေးကိစ္စကလေးကြောင့်လို့အဖြစ်ပုံချခဲ့ကြတယ်။မူမတ်တွေရဲ့ဖိအားပေးမှုကြောင့်ဧကရစ်လည်းမင်းသားလေးကိုနန်ကျန်းဒေတာစီပို့လိုက်ရတယ်။ဒီနှစ်တွေတလျှောက်လုံးဧကရစ်ဟာဒီသားပေါ်အပြစ်ရှိတယ်လို့ခံစားနေရတယ်။အထူးသဖြင့်စစ်ပွဲတွေကြောင့်ရလာတဲ့ဒဏ်ရာတွေကိုမြင်ရတော့ပိုခံစားသွားရတယ်။ဒါပေမဲ့ယူချီကတော့ဧကရစ်ကိုအဖေလို့အတိမတ်ပြုဖို့အစီအစဉ်မရှိဘူး။ဧကရစ်ကကိုသားကိုတော့မမှတ်မိဘူးလို့ထင်နေတာလားဆိုပြီးဝမ်းနဲ့စွာမေးလိုက်တယ်။နှစ်တိုင်းစစ်တပ်ထဲကနေသူ့ရဲ့ပုံတူပကြီးကားတွေကိုအမြဲပြန်ပို့ခိုင်းပြီးကြည့်နေခဲ့ကြောင်းရှင်းပြတယ်။ငငယ်ကလေးကမိဘတွေစွန့်ပစ်တာခံရတဲ့နာကျင်မှုကအလွယ်တကူခွင့်လွှတ်လို့မရဘူးလေ။ယူချီဒဏ်ရာရတယ်လို့ကြားတာနဲ့ကျန်းစစ်တယောက်မျက်ရည်ဝဲပြီးစိတ်ပူသွားတယ်။နှစ်ယောက်သားရင်ပတ်ချင်းနှိစက်သွားပြီးယူချီကကျန်းစစ်ကိုအနမ်းပေးလိုက်ချိန်မှာတန်ရောစင်တွေပုံနဲ့ဆိုင်သွားခဲ့တယ်။ရွှေမင်းရွက်ကယူချီနဲ့နှိစက်ဖို့ကြိုးစားပေမဲ့ယူချီကတော့အေးဆက်ဆက်ပဲဆက်ဆံခဲ့တယ်။ဒါတွေကိုတီးခံနိုင်ပေမဲ့ယူချီကကျန်းစစ်အတွက်နဲ့သူမကိုပေါ်တင်ရန်စကားပြောလာတော့သူမတဝင်တူပြီးယူမတက်ဖြစ်သွားတယ်။တိုက်တိုက်ဆိုင်ဆိုင်ချီမင်းသားကလည်းယူချီလက်ထဲကစစ်အာဏာကိုမျက်စိကျပြီးတင်သွင်းချင်နေတယ်။ဒါကြောင့်တခါမှမဆုံဘူးတဲ့ဒီညီလေးအတွက်ကြိုးစိုးပွဲတစ်ခုတီးတန့်ကျင်းပပေးခဲ့တယ်။မူမတ်အတိုင်းဝိုင်းကမိန်းကလေးတွေကိုပါဖိတ်ကြားခဲ့ပြီးအဲ့ဒီအထဲမှာကျန်းစစ်လည်းပါတယ်။ရွှေမင်းရွက်ကကျန်းစစ်ကိုလက်စားချေဖို့အိမ်ရှိမင်းသားကိုတိတ်တဆိတ်တွေးထိုးပေးခဲ့တယ်။မထင်မှတ်ပဲကျန်းစစ်ကစကားတက်လွန်းလို့အိမ်ရှိမင်းသားသာလူပုံအလဲမှာမျက်နှာပြတ်သွားရတယ်။အိမ်ရှိမင်းသားဒေါသထွက်ပြီးပစ္စည်းတစ်ခုကိုဆွဲယူကကျန်းစစ်စီပြစ်ပေါက်ဖို့လုပ်လိုက်တယ်။ဒါပေမဲ့ယူချီကလက်ဦးမှုရယူပြီးမျက်နှာကိုအရက်နဲ့ပတ်လိုက်လို့ရန်ဖြစ်ကြတော့တယ်။ပြဿနာကဧကရစ်စီရောက်သွားပြီးယူချီကိုမင်းသားအဖြစ်ကြီးညာဖို့ခွင့်ရေးရှာနေတာဆိုတော့အကောက်ဝင်သွားပြီးဒေါသထွက်ချင်အောင်ဆောင်ကနန်းတွင်စီမင်းအတိုင်းအပြစ်ပေးမယ်လို့ပြောလိုက်တယ်။တခြားမင်းသားတွေကိုအပြစ်ပေးလို့ရပေမဲ့တတမမင်းသားကတာမန်လူဖြစ်နေလို့မရကြောင်းအမတ်တွေကတင်ပြကြတယ်။နန်းတွင်စီကန်ကမင်းမျိုးမင်းတွေအတွက်မှုယူချီကဆွေတော်မျိုးတော်စရင်ထဲမပါကြောင်းရှင်းပြတယ်။ဧကရစ်ကကိုသားကိုတောင်အပြစ်ပေးလို့မရဘူးလားလို့မေးတော့ဥပဒေနဲ့မညီကြောင်းပြန်ဖြေတယ်။ဒါနဲ့ဧကရစ်ကယူချီကိုရန်မင်းသားအဖြစ်ချက်ချင်းခန့်အပ်လိုက်တော့အားလုံးလက်ခံသွားကြတယ်။မင်းသားတွေထွက်သွားတဲ့အခါမှာတော့ဧကရစ်ရဲ့ဝမ်းသာပီတိမျက်နှာကိုဖုံးကွယ်ထားလို့မရတော့ဘူး။မင်းကလေးကမိဖုရားရွေးချယ်ပွဲမှာပကြီးကားပေါ်နှက်ခမ်းနေရတမင်ကိုပေးကြံခဲ့တယ်။ဘရင်ကြီးအကဲဖြတ်တဲ့အခါတခြားသူတွေကပီယိုနီပန်းတွေကြာပန်းတွေဆွဲထားပေမဲ့သူမအလှည့်ကြတော့စာရွက်အလုပ်ကြီးဖြစ်နေခဲ့တယ်။ဘရင်ကြီးကဘာသဘောလဲလို့မေးလိုက်တဲ့အခါသူမကအချိန်ယူဆွဲခဲ့တာမို့အလုပ်ကြီးမဖြစ်နိုင်ကြောင်းပြန်ပြီးရှောက်တင်တယ်။စစ်ဆေးရေးမှုကိုလည်းသူပကြီးဆွဲနေတာမြင်သားပဲဆိုပြီးထောက်ခံခိုင်းလိုက်တယ်။ဒါပေမဲ့စစ်ဆေးရေးမှုကမကူညီတဲ့အပြင်သူမကဟန်ဆောင်ဆွဲနေတာလို့ဆွဲလိုက်တယ်။စာရွက်အလဲခံရတာလားသိချအောင်။နှက်ခမ်းနေရကိုပြန်စစ်ကြည့်တော့သူ့စာရွက်အစ်စ်ဖြစ်နေတယ်။ကံကောင်းတာကသူမကအပင်တွေအကြောင်းကျွမ်းကျင်တော့ဆေးရောင်တဲ့တစ်ခုခုလောက်ခံထားရတာကိုချက်ချင်းသိသွားတယ်။ဒါနဲ့ပဲဘရင်ကြီးကိုဒါကအလုံးမဟုတ်ကြောင်းနဲ့ဆေးရောင်တွေကိုအရေးဖြောက်ပင်ထည့်ကျိတ်ထားရင်ခဏနေတာနဲ့ပျောက်သွားတဲ့ကြောင်းရှင်းပြလိုက်တယ်။အဲ့ဒီနောက်စာရွက်ပေါ်ကိုရင်းနဲ့ဖြန်းခိုင်းလိုက်တယ်။ချက်ချင်းပဲစာရွက်အလုပ်ပေါ်မှာအနက်ရောင်ပီယိုနီပန်းကပေါ်လာတော့တယ်။ဒါကိုမြင်တော့မင်းသမီးကြီးကအနက်ရောင်ဆိုတာနန်းတွဲအတူပါမှသုံးတာမို့ရည်ရွယ်ချက်မကောင်းဘူးဆိုပြီးအဖြစ်ပေးဖို့အမိန့်ချတော့တယ်။သူမကလည်းဒီပကြီးကားကဘသူ့အတွက်မှမရည်ရွယ်ပဲကွယ်လွန်သွားတဲ့မိဖုရားခေါင်ကြီးကိုယေရှုဆွဲထားတာလို့ရှောက်တင်လိုက်တယ်။မိဖုရားခေါင်ကြီးကဘရင်ကြီးအချစ်ရဆုံးသူမို့သူမရဲ့ပါနဲ့တဲ့စကားတွေကြောင့်ဘရင်ကြီးလည်းသဘောကျသွားတယ်။ဒုတိယအဆင့်ဖြစ်တဲ့ပန်းလှဆင်ပြိုင်ပွဲကိုဆက်သွားကြတယ်။မင်းကလေးတွေကမင်းမျိုးမင်းတွေနဲ့လက်ထပ်ရဖို့အစွမ်းကုန်ကြိုးစားကြတယ်။မင်းသမီးတစ်ပါးရဲ့လက်ရာကတော့ရှေ့ကကြည့်ရင်ပန်းချံလေးလိုဖြစ်နေပြီးအနောက်ကကြည့်ရင်စာလုံးလေးပေါ်နေတယ်။သူမအလက်ရောက်တော့ပန်းပူးလေးနှစ်ဖူးနဲ့တကိုင်း၆တွေပဲပါတာမို့တခြားသူတွေနဲ့ရှင်ရင်အရန်ကိုကွာခြားနေတယ်
တစ်ဖက်လူကနိုင်ပြီလို့ထင်နေတော့မှပဲသူမကလက်ကိုဝေ့ရမ်းပြီးမော့ဆန်ဆန်လှုပ်ပြလိုက်တယ်ပန်းမှုလေးတွေကချက်ချင်းပွင့်လာပြီးတကိုင်းချောက်တွေကနေအရွက်တွေထွက်လာတယ်ဒီမြင်ကွင်းကိုကြည့်ပြီးလူတိုင်းကအံ့ဩမြင်တက်သွားကြတယ်နောက်ဆုံးအစ်စ်မှာတော့မင်းသားတွေကသဘောကျတဲ့သူကိုပန်းချောက်ပွင့်ပေးရမှာဖြစ်တယ်စားခမမင်းသားကသူမကိုတပွင့်ပေးပြီးကြံတဲ့ပန်းတွေကိုတခြားသူတွေခွဲပေးလိုက်တယ်တတမမင်းသားအလဲကျတော့ပန်းချောက်ပွင့်လုံးကိုသူမတယောက်တည်းကိုပဲအကုန်ပေးလိုက်တယ်ဒါကိုမြင်တော့မင်းသားခုနှစ်ကိုသဘောကျနေတဲ့မိန်းကလေးကအယံကိုဒေါသထွက်သွားတယ်မင်းသားရဲ့မေတော်ကလည်းဒီလိုရဲ့အတွက်အပြစ်တင်ပေမဲ့မင်းသားကတော့သူ့အတွက်မိန်းမတယောက်ပဲလိုတယ်လို့ပြန်ဖြေလိုက်တယ်ဘရင်ကြီးကတော့သူကိုယ်တိုင်မလုပ်ရဲခဲ့တာကိုတားဖြစ်သူကလုပ်ရဲတဲ့အတွက်စိတ်ထဲကနေချီးကျူးနေတယ်အိမ်ပြန်ရောက်တော့ဟိုမိန်းကလေးကဒေါသထွက်ပြီးအစီကံတွေကိုရမ်းကားတော့တယ်ပန်းချံတွေကပန်းတွေကိုမြင်ပြီးပူဒေါသထွက်လာလို့ပန်းချံတစ်ခုလုံးကိုမိရှုပစ်လိုက်တယ်တစ်ဖက်မှာတော့သူမတို့ရဲ့စစ်ဆက်ပွဲအတွက်အမိန့်စာရောက်လာလို့အိမ်တော်တစ်ခုလုံးပျော်ရွှင်နေကြတယ်ဒါပေမဲ့အနောက်မှာရက်နေတဲ့အတော်ဖြစ်သူကတော့မနာလို့ဖြစ်ပြီးဒေါသထွက်နေတာကိုဘယ်သူမှသတိမထားမိကြဘူးသူ့သမီးကြလူဆိုးနဲ့ရပြီးသူမကတော့ကံကောင်းပြီးမင်းသမီးဖြစ်သွားတယ်ဆိုပြီးမကြေမနက်ဖြစ်နေတော့တယ်ယောက်ျားတစ်ယောက်ကတနေ့တည်းမှာပဲမင်းသမီးနှစ်ပါးကိုလက်ထပ်ရမှာဖြစ်ပေမဲ့သူကတော့နည်းနည်းလေးမှမပြောဘူးရှိရတဲ့မိန်းကလေးအတွက်ဆိုရင်မင်းသားရာကိုတောင်ဆွတ်လွတ်ဖို့လုံးဝကိုဝင်မလေးခဲ့ဘူးဒီအချိန်မှာမင်းသမီးတစ်ပါးကသူ့ကိုဘာမှတ်နေလဲဆိုပြီးဒေါသအကြီးနဲ့မေးလိုက်တယ်ဒီမင်္ဂလာပွဲကအေဂရိတ်ကိုယ်တိုင်စီစဉ်ပေးထားတာဖြစ်ပြီးသူတို့ကြားမှာဆစ်ဆက်ထားတာရှိတယ်လို့ပြောလိုက်တယ်ဒါပေမဲ့နောက်တစ်ယောက်ကလည်းသူတို့ကသာအရင်ဆစ်ဆက်ထားတာလို့ပြန်ပြီးတော့ညင်းလိုက်ပြန်တယ်အဲ့ဒီအချိန်မှာပဲလူအုပ်ထဲကနေအမျိုးသားတစ်ယောက်ထွက်လာတယ်ရွှေမင်းရွက်ကအဲ့ဒီလူကိုမြင်တော့ချက်ချင်းပဲစိုးရိမ်သွားတယ်အရင်ကသူမဟာကျူစီရီကိုမရတဲ့သားကိုစွန့်လို့ရင်လက်ထပ်မယ်လို့လိန်ခဲ့တဲ့ယုံကြည်အောင်လို့ဆစ်ဆက်စာချုပ်ကိုကိုယ်တိုင်တောင်ရေးပေးခဲ့တယ်ကျူစီရီနဲ့ကျန်းရီတို့ကွာရှင်းပြီးတဲ့နောက်မှာတော့အတုံးမဝင်တော့ဘူးဆိုပြီးရွှေမင်းရွက်ကကန်ထုတ်ခဲ့တယ်သူမကကျူစီရီကိုအထင်သေးတဲ့ဟန်နဲ့လှောင်ပြောင်ပြီးကျန်းရီကိုမတက်နိုင်ခဲ့တာနှမျောစရာပဲလို့ပြောလိုက်တယ်ဒါပေမဲ့လင်မယားနှစ်ယောက်ကွဲကွာသွားတာကိုမြင်ရတော့သူမကအတော်လေးကိုသဘောကျနေခဲ့တာပဲဖြစ်တယ်ဒီတော့မှပဲကျူစီရီတယောက်သူ့မိသားစုပျက်စီးခဲ့ရတာဟာသူမရဲ့ကစားစရာတက်တက်ဖြစ်နေမှသိသွားတော့တယ်မိသားစုရဲ့အသက်အန္တရာယ်နဲ့ချိန်ချောက်ပြီးဆစ်ဆက်စာချုပ်ကိုပါအတင်းပြန်တောင်းခဲ့တယ်ပိုဆိုးတာကမင်းသမီးကြီးဟာတမီးဖြစ်သူရဲ့အရှုပ်တော်ပုံကိုဖုံးကွယ်ဖို့အတွက်ကျူမိသားစုကိုမတရားဆွဆွဲပြီးနေနေခဲ့တယ်လမ်းမှာတင်ကျူမိသားစုဝင်83ယောက်လုံးကိုရက်ရက်ဆက်ဆက်တပ်ပစ်ခဲ့တယ်ကျူစီရီတယောက်ထဲတာကန်ကောင်းပြီးအသက်ရှင်ခဲ့တယ်မိသားစုရဲ့တွေးကြွေးကိုဆက်ဖို့တောင်းရမ်းစားတောက်ရင်းနဲ့မြို့တော်ကိုပြန်လာခဲ့တယ်ဒီမှာပဲဇနီးဟောင်းနဲ့ပြန်တွေ့ပြီးသဘောကောင်းတဲ့ကျန်းရီကသူ့ကိုအပြစ်မတင်တဲ့အပြင်စားစရာနဲ့အဝတ်စားတွေပါဝယ်ဖို့ငွေပေးခဲ့ပါသေးတယ်။ကွာရှင်းထားပေမဲ့လည်းတမီးလေးနဲ့တွေ့ခွင့်ပြုမယ်လို့ကျန်းရီကပြောလိုက်တယ်။ဒီအချိန်မှာကျူစီရီတယောက်အရန်ကိုနောင်တရနေခဲ့တယ်။ရွှေမင်းရွရဲ့စကားကိုယုံပြီးလို့တာယာတဲ့မိသားစုဘဝလေးပျက်စီးခဲ့ရတဲ့အပြင်တဆွေလုံးပါတေပွဲဝင်ခဲ့ရတယ်။တစ်ဖက်မှာလည်းယူချီနဲ့ကျန်းစစ်တို့ရဲ့မင်္ဂလာကိစ္စကအဆင်မပြေဖြစ်နေခဲ့တယ်။ရွှေမင်းရွကယူချီကိုပဲလက်ထပ်မယ်ဆိုပြီးငိုယိုနေလို့မိဖုရားကြီးကအေဂရစ်ကိုအရင်ကအသက်ကယ်ခဲ့တဲ့ကျေးဇူးကိုအကြောင်းပြပြီးမင်္ဂလာကိစ္စကိုတောင်းဆိုခဲ့တယ်။အေဂရစ်ကလည်းတားဖြစ်သူရဲ့ရင်ထဲမှာကျန်းစစ်တယောက်တည်းရှိတာကိုသိနေခဲ့တယ်။ဒါပေမဲ့အရင်ကကျေးဇူးကြောင့်တားဖြစ်သူကိုမျက်နှာလွှဲပြီးမင်္ဂလာအမိန့်တော်ကိုထုတ်ပြန်ပေးလိုက်ရတယ်။ကျန်းစစ်ကိုတရားဝင်မိဖုရားဖြစ်တင်မြောက်ထားပေမဲ့လည်းသူမရဲ့နောက်ခံမကောင်းလို့မင်းသမီးချွေးမင်ရွက်ကိုပါအစင်တန်တူညီတဲ့မိဖုရားဖြစ်တတ်မှတ်ကြောင်းအမိန့်တော်ထုတ်ပြန်ခဲ့တယ်။ဒီအမိန့်ကြောင့်နှစ်ယောက်လုံးကြောင့်အံသွားခဲ့ရတယ်။အမိန့်တော်ကိုပြင်ဆင်ပေးဖို့ယူချီကအသက်ဆုံးပြီးတော့နန်းတော်ရှိမှာ3ရက်တိတိဒူးထောက်တောင်းဆိုခဲ့တယ်။အေဂရစ်ကလုံးဝမလျှော့ပဲအပြစ်ပေးဖို့တောင်လုပ်နေလို့ကျန်းစစ်ကယူချီကိုကယ်ဖို့မင်္ဂလာကိစ္စကိုမျက်ရည်တွေနဲ့လက်ခံလိုက်ရတော့တယ်။ရွှေမင်းရွက်ကတော့သူမရဲ့ဆန္ဒတွေပြေဝသွားလို့ကျန်းစစ်ကိုဒုက္ခပေးဖို့ကြိုးပြီးအကြံထုတ်နေတော့တယ်။အိမ်တော်ထဲရောက်မှအသက်ပြစ်မယ်ဆိုပြီးကြုံရနေခဲ့တယ်။မင်္ဂလာပွဲကျင်းပတဲ့နေ့မှာတော့ရွှေမင်းရွက်လက်ထပ်မဲ့တဲ့င်းကိုကျူစီရီတီးသွားခဲ့တယ်။သူ့ရဲ့မုတ်စိတ်မွေးတွေကိုကြွေးကွဲစားနဲ့ရိတ်တင်လိုက်ပြီးသမီးနဲ့ဇနီးကိုတွားတွေ့ခဲ့တယ်။ဒီနေ့မှာသူ့အသက်ကိုဆုံးပြီးမိသားစုရဲ့တွေးကြွေးကိုဆက်ဖို့နဲ့ဇနီးနဲ့သမီးလေးရဲ့ရှေ့ရေးအတွက်လှုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်တယ်။တစ်ချိန်တည်းမှာပဲရွှေချီကရွှေမင်းရွက်ကိုမယူချင်လို့မင်းသားအရာကနေဆွတ်လွတ်ကြောင်းလူသိရှင်ကြားကြေညာလိုက်တယ်။ကျန်းစစ်ကိုနည်းနည်းလေးမှအနစ်နာမခံစေချင်လို့ပဲဒီအချိန်မှာရွှေမင်းရွက်ကစစ်ဆက်စာချုပ်ကိုအကြောင်းပြပြီးအတင်းအကျပ်တားဆီးတော့တယ်။ဒီအချိန်မှာပဲအစောပိုင်းကစက်ကွက်အတိုင်းကျူစီရီရုတ်တရက်ရောက်လာတယ်။သူ့ကိုမြင်လိုက်ရတဲ့အခါရွှေမင်းရွက်လန့်သွားခဲ့တယ်။သူအသက်ရှင်နေသေးတယ်လို့လုံးဝထင်မထားခဲ့လို့ပါ။ကျူစီရီကသူနဲ့ရွှေမင်းရွက်စစ်ဆက်ထားပြီးသားဖြစ်ကြောင်းထုတ်ဖော်ပြောလိုက်တယ်။အေဂရစ်အမိတ်ရှိရင်တော့သူများမယားကိုမယူသင့်ဘူးပြောတော့ရွှေမင်းရွက်ကရှက်ရမ်းရမ်းပြီးသူ့ကိုဖမ်းဖို့နဲ့တပ်ပစ်ဖို့အော်ဟစ်တော်တယ်။မင်းသမီးထိတ်လန့်နေတာကိုမြင်တော့လူတွေကဝေဖန်လာကြတယ်။ဒီကိစ္စကအေဂရစ်စီရောက်သွားပြီးသူတို့ကိုနန်းတော်ထဲခေါ်လိုက်တယ်။ရွှေမင်းရွက်ကညှင်းဆိုဖို့နဲ့အေဂရစ်ကိုအကူအညီတောင်းဖို့ကြိုးစားခဲ့ပေမဲ့လည်းကျူစီရီကသူမကိုယ်တိုင်ရေးခဲ့တဲ့စစ်ဆက်စာချုပ်ကိုထုတ်ပြလိုက်တယ်။သူမမီးရှို့ဖျက်ဆီးခဲ့တဲ့စာချုပ်ကအတုတာဖြစ်ကြောင်းပြောလိုက်ပါတော့တယ်။ဝါစာအာနာကြီးမားလာတဲ့မင်းသမီးကြီးကသူ့သမီးကိုသူတောင်းစားတယောက်နဲ့အတင်းပေးစားနေတယ်။သမီးဖြစ်သူကလည်းဒီလူနဲ့မယူချင်ဘူးဆိုပြီးငိုယိုပြီးတော့တောင်းပန်နေတယ်။ရွှေမင်းရွက်ရဲ့ဝိလည်မှုကြီးကအခုတော့စတင်လာပြီပဲဖြစ်တယ်။မင်္ဂလာဆောင်မဲ့နေ့မှာပဲသူတို့သားလောင်းကပွဲဖြတ်သွားတယ်။ပြီးတော့လမ်းပေါ်မှာတင်အကြမ်းဖက်လူယူခံလိုက်ရတယ်။အရင်တုန်းကသူမကိုယ်တိုင်သူတို့သားကိုညာခိုင်းပြီးဇနီးတဲ့ကိုတက်ခိုင်းတုန်းကရေးခဲ့တဲ့စာချုပ်လေးကအခုတော့တေမင်းခေါ်တန်ဖြစ်လာခဲ့ပြီပဲဖြစ်တယ်။ဒီကိစ္စကအေဂရစ်စီအထိရောက်သွားခဲ့တယ်။ရွှေမင်းရွက်ကတော့သူ့ကိုလှုပ်ကြံတာပါဆိုပြီးချက်ချင်းပဲညှင်းဆိုလိုက်တယ်။ဒါပေမဲ့တစ်ဖက်လူကသူမကိုယ်တိုင်ရေးခဲ့တဲ့လက်ထပ်စာချုပ်ကိုထုတ်ပြလိုက်တယ်။
ချွေမရွဲကတော့တေချာပေါက်ညင်းနေသေးပါပဲအမှန်ကိုသိရအောင်လို့ဧကရစ်ကသူမကိုစာတစောင်ထပ်ရေးခိုင်းတယ်တိုက်ဆိုင်စစ်ဆေးကြည့်တော့စာလုံးလက်ရေးတွေကတပုံစံနဲ့တူနေတယ်မင်းသမီးကြီးကတော့တမီးဖြစ်သူကိုကာကွယ်ဖို့တစ်ဖက်လူကိုပြန်ပြီးအပြစ်တင်လိုက်သေးတယ်ဒါပေမဲ့သူတို့သားကကြိုတင်ပြင်ဆင်ထားပြီးသားပါဒီနေ့မှတမင်လာတာမဟုတ်ပဲသူ့မိသားစုအားလုံးအသက်ခံရလို့ပြေးခဲ့ရကြောင်းဧကရစ်ကိုရှောက်တင်တယ်သူမရဲ့ဂတိစကားကြောင့်သာအသက်ရှင်ဖို့မျှော်လင့်ချက်ပြန်ရခဲ့တာလို့ဆိုတယ်နေ့မနာညနာပြန်ပြေးလာခဲ့ပေမဲ့သူမကတခြားတစ်ယောက်နဲ့လက်ထပ်တော့မဲ့အကြောင်းသိလိုက်ရတယ်ဒီအချိန်မှာမင်းသမီးကြီးကစကားမသွားပြီးမိသားစုသေးတာတလားလောက်ရှိနေပြီဖြစ်ကြောင်းရောင်ပြီးပြောမိတယ်ဒီစကားကြောင့်ပဲမိသားစုကိုတက်တက်တရခန့်ကမင်းသမီးကြီးဆိုတာပေါ်လွင်သွားတယ်နန်းတော်မဝင်ခင်လေးတင်ကြားခဲ့ရတာပါဆိုပြီးစင်ကြေပေးနေတယ်ဧကရစ်ကသိနေပေမဲ့ချက်ချင်းအပြစ်မဖော်ဘူးအမတ်ကြီးကဝင်ပြောပြီးစာချုပ်ကအစ်စ်ဖြစ်နေလို့ဥပဒေအရလက်ထပ်ပေးဖို့အကြံပြုတယ်မင်းသမီးကြီးလည်းမတက်နိုင်တော့တဲ့အဆုံးသမီးဖြစ်သူကိုလက်ထပ်ပေးလိုက်ရတယ်ဧကရစ်ကိုယ်တိုင်တက်တည်လုပ်ပြီးနန်းတော်ထဲမှာပဲမင်္ဂလာဆောင်ခိုင်းတယ်သမီးဖြစ်သူကတော့လုံးဝမယူချင်ဘူးဆိုပြီးမိခင်ကိုအော်ဟစ်နေတယ်ဒါပေမဲ့ဒီတစ်ခါတော့မင်းသမီးကြီးကမကူညီပဲပါချလိုက်တဲ့အပြင်တကားပိတ်ပြီးပစ်ထားလိုက်တယ်ဒါဟာသမီးဖြစ်သူကိုနောက်ဆုံးတွေ့ရခြင်းဆိုတာသူမမသိခဲ့ရှာဘူးချွေမရွယ်လည်းမတက်နိုင်ပဲအိမ်တော်ကိုပြန်လာခဲ့ရတယ်ဒါပေမဲ့သူမကဘယ်ချိန်နဲ့ပါမလဲသူတို့သားကိုစော်ကားတဲ့အပြင်တည်သွားတဲ့ဇနီးနဲ့သမီးကိုပါဆက်ပြီးချင်းချောက်နေတယ်ဒီစကားတွေကသူတို့သားရဲ့တိခတ်နိုင်စွမ်းကိုကုံဆုံးသွားစေတယ်သူတို့သားလည်းဖျောင်းတိုင်စင်ကိုယူပြီးသူမရဲ့ပိုက်ထဲကိုရဲရဲဆက်ဆက်ထိုးသွင်းလိုက်တယ်သူ့မိသားစုအတွက်ကလဲစားချေတဲ့အနေနဲ့တက်ရတာဖြစ်ကြောင်းနာကြီးစွာပြောလိုက်တယ်အချက်ပေါင်းများစွာထိုးသွင်းပြီးတဲ့နောက်မင်္ဂလာခန်းကြီးကိုမိရှို့ပစ်လိုက်တယ်ဒီလိုနဲ့ပဲမကောင်းမှုတွေအများကြီးလုပ်ခဲ့တဲ့သူတို့နှစ်ယောက်လုံးမိတောက်တွေထဲမှာပဲအဆုံးသတ်သွားတယ်ဒီအချိန်မှာမင်းသမီးကြီးကစိတ်လေးပြီးလန့်နိုးလာတယ်အမြန်ပြေးလာခဲ့ပေမဲ့အားလုံးကနောက်ကျသွားပြီးဒီဘက်ကအဖြစ်အပျက်တွေဆိုးရွားနေပေမဲ့ယူချီတို့စုံတွဲကတော့အရန်ကိုပျော်ရွှင်နေကြတယ်စစ်သူနှစ်ဦးပေါင်းဖက်သွားပြီးမင်္ဂလာဦးညလေးကိုတာယာစွာဖြတ်တန်းသွားကြတယ်မိဖုရားကိုလူပုံထဲမှာအဝတ်ချွတ်လိုက်တယ်ပြီးတော့ပူလောင်နေတဲ့ဖျောင်းတိုင်နဲ့အရေပြားနာကိုကတ်လိုက်တယ်ခဏလေးတွင်းမှာပဲတတူးတစ်ခုပေါ်လာတော့တယ်သူကနန်ဝူရဲ့သူတော်စင်မလေးဖြစ်နေတာပဲအားလုံးကအရန်ကိုအံ့ဩသွားကြတယ်ဧကရစ်ကဒေါသတကြီးနဲ့ကိုမြတ်ဖို့အမိန့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲနန်ဝူစစ်တပ်ကချီတက်လာတယ်စစ်မဖြစ်ရအောင်ဧကရစ်ကသူ့ကိုထောင်ထဲပဲအရင်ထည့်ထားလိုက်ရတယ်ဒါပေမဲ့မင်းသမီးကြီးကတော့မကျေနပ်ဘူးသမီးသေးပြီးကလေးကသူကယူသွတ်နေတာအပြစ်တွေအကုန်လုံးကိုကျန်းစစ်အပေါ်ပုံချပြီးအသေးသက်ချင်နေခဲ့တာသူလှုပ်ကြံတော့မဲ့အချိန်မှာပဲမင်းသားခုနှစ်ကတပ်တွေဧကရစ်စီပို့လိုက်တယ်သူကရန်သူနဲ့ပူးပေါင်းထားတာရဲ့မိဖုရားနဲ့ကျန်းစစ်အမေကိုအစိတ်ခတ်တက်ခဲ့တဲ့တပ်တွေပေါ့ဧကရစ်ကအရန်အံ့ဩသွားပြီးမင်းသမီးကြီးကိုချက်ချင်းခေါ်လိုက်တယ်ဒါကြောင့်ကျန်းစစ်တေဘေးကနေလွတ်သွားတယ်ဧကရစ်ကသူ့ကိုစမ်းတက်ဖို့အစိတ်လက်ဖက်ရည်တစ်ခွက်တိုက်လိုက်တယ်အကွက်ပေါ်သွားတော့မင်းသမီးကြီးလည်းဟန်မဆောင်တော့ဘူးအယုံကြည်ရဆုံးညီမကဒီလောက်ရုံမှမယ်လို့ဧကရစ်ကမထင်ထားဘူးဒီပါရိုက်ချက်ကသူတို့မောင်နှမတန်ရောစင်ကိုဖျက်တောက်လိုက်တာပဲသူ့အမိန့်နဲ့အတူစစ်တပ်ကဝင်လာပြီးနန်းတော်တစ်ခုလုံးကိုသိမ်းလိုက်တယ်သူကိုယ်တိုင်တင်ပေးခဲ့တဲ့အကိုဖြစ်သူကိုနန်းချပြီးသူကိုယ်တိုင်အာဏာရှင်လုပ်ချင်နေတာပါနန်းတက်ဖို့အတွက်မိဖုရားတွေနဲ့မင်းသားမင်းသမီးတွေကိုဖမ်းလာတယ်သူတို့အသက်တွေနဲ့ချင်းချောက်ပြီးနန်းစွန့်စာချုပ်ရေးခိုင်းတယ်အချိန်တစ်ခုကြာတိုင်းတယောက်တက်မယ်ဧကရစ်မရွေးရင်သူကိုယ်တိုင်ရွေးမယ်လို့ပြောလိုက်တယ်အချိန်စေ့သွားတော့မင်းသမီးကြီးအမိန့်ပေးလိုက်တာနဲ့မင်းသား6အသက်ခံလိုက်ရတယ်မိဖုရားရှမ်းကသူနဲ့ရန်ညိုးရှိတော့နောက်တစ်ယောက်သူဖြစ်မှကြောက်ပြီးကျမ်းပြင်ပေါ်မှာမေးချင်အောင်ဆောင်နေလိုက်တယ်နောက်တစ်ယောက်ကိုတတ်ဖို့လုပ်တော့ချီမင်းသားကဝင်လာပြီးနန်းတွင်တစိမ့်တုံးရပြီလို့လာပြောတယ်တစိမ့်တုံးလာပေးတဲ့မိမဆိုးကရွေးချီကိုရောင်ဖြောက်ထားတာမင်းသမီးကြီးပျော်နေတော့ချက်ချင်းဖမ်းချုပ်လိုက်တယ်အပြင်ကတတ်တော်ဆောင်တွေကလည်းတပုံတွေကိုဖမ်းလိုက်တယ်ရွှေရွှေပေါ်လာတော့အကြံပြတ်သွားမှန်းသူသိလိုက်တယ်စံထိုးကိုဆွဲထုတ်ပြီးဧကရစ်စီပြေးသွားပေမဲ့ရွှေရွှေရဲ့ဓာတ်ချက်မိသွားတယ်အဲ့ဒီတော့မှသူ့စံထိုးကသူ့ကိုယ်သူပြန်ထိုးထားမှန်းအားလုံးသိသွားကြတယ်တစ်သက်လုံးရုံမာလာခဲ့ပေမဲ့ချစ်ရတဲ့ယောက်ျားလက်ထဲမှာတေးရတာကသူ့အတွက်အကောင်းဆုံးညီကုန်းပါပဲဒီကိစ္စတွေအပြီးမှာဧကရစ်ကနန်းစွန့်ပြီးတိုင်းပြည်ကိုရွေးချီလက်ထဲထည့်ပေးလိုက်တယ်တနစ်ကြာတော့ကျန်းစစ်ကနန်ဝူကနေပြန်ရောက်လာပြီးအမြင့်မြတ်ဆုံးမိဖုရားခေါင်ကြီးဖြစ်လာတယ်ဒီချစ်သူနှစ်ဦးလည်းအခက်ခဲတွေအများကြီးကြော်ဖြတ်ပြီးမှဘဝရဲ့အထွတ်ထိပ်ကိုအတူတူရောက်သွားကြတော့တယ်